بسم الله الرحمن الرحيم الحمد لله رب العالمين الحمد لله الذي يريد بأحد الحمد لله الذي يريد بأحد خيرا يفقه في الدين والصلاة والسلام على رسوله النبي الكريم وعلى آله وأصحابه ومن تبعهم بإحسان إلى يوم الدين أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم يا أيها الذين آمنوا كتب عليكم الصيام كما كتب على الذين من قبلكم لعلكم تتقون صدق الله العظيم လေးစားပါတော့အစ္စလာမ်ဘာသာဝင်မွတ်စလင်အမျိုးသားလူကြီးမင်းပေါင်းတို့ခင်ဗျာအလ်ဟမ်ဒူလ illah အလ္လာဟ်ရှိရဲ့ကျေးဇူးတော်နဲ့ရမ်ဇန်လမြတ်ကျွန်တော်တို့10ရက်မြောက်ကိုစုံစည်းခွင့်ရပါတယ်ကျွန်တော်တို့ရဲ့နှမှုစာကောင်းမှုပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နှမှုစာကောင်းမှုပဲဖြစ်ပါတယ်ရမ်ဇန်လဟာကျွန်တော်တို့အတွက်ဘဝကိုအပြောင်းလဲဖြစ်စေမယ်အလ္လာဟ်ရှိကိုယ်တော်တိုင်သတ်မှတ်ပေးထားတဲ့လဖြစ်ပါတယ်ရမ်ဇန်တလကိုကောင်းကောင်းအလ္လာဟ်ရှိနှစ်သက်တဲ့ပုံစံအတိုင်းမဟ်နတ်လုပ်ပြီးမှပုံဆုံးသွားမယ်ဆိုရင်တခြား17လလောက်ဟာမှန်ကန်သွားမှာဖြစ်တယ်ဒီတိုင်းပဲနဗီဆလ္လာလ္လာဟ်အလိုင်းဝါဆလမ်ကအမိန့်ရှိထားပါတယ်ကျွန်တော်တို့လူသားကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့မှာအဓိကအစိတ်ပိုင်းကြီး၃ခုရှိပါတယ်တစ်ခုကတော့အပြင်ပိုင်းခန္ဓာကိုယ်ရဲ့ဖွဲ့စည်းမှုဖြစ်ပါတယ်နောက်တစ်ခုကတော့အတွင်းပိုင်းရူးဝိညာဉ်ရဲ့ဖွဲ့စည်းမှုဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အုံနောက်အတွေးခေါ်ရဲ့ဖွဲ့စည်းမှုဖြစ်ပါတယ်ဒီ၃ခုဟာကျွန်တော်တို့ကိုလမ်းမှန်ပေါ်မှာရောက်စေဖို့အဓိကအားပေးတဲ့အရာတွေဖြစ်ပါတယ်ခန္ဓာကိုယ်ရဲ့တန်ဆွမ်းမှုဟာဘယ်လောက်တန်ဆွမ်းမလဲအဲ့လောက်သူ့ရဲ့အတွင်းပိုင်းကလည်းပဲတန်ဆွမ်းစေပါတယ်ဒါကြောင့်မလို့ဟလာကျွန်တော်တို့ဟာဒီသ်တော်ပါတော်ကြီးဆလ္လာလ္လာဟ်အလိုင်းဝါဆလမ်အမိန့်ရှိတယ်အလ္လာဟ်ရှိမြတ်ထံတော်ပါမှာဒီအားကြီးတဲ့သူဟာအားငယ်တဲ့သူအားသေးတဲ့သူတွေပိုပြီးနှစ်သက်ဖို့ကောင်းတယ်ဆိုပြီးအမိန့်ရှိတယ်ခန္ဓာကိုယ်ကြန့်ခိုင်တဲ့သူတွေမှာလုံနိုင်စွမ်းရှိလာတယ်သူကိုယ်ကိုယုံကြည်မှုရှိလာတယ်အဲ့ဒီယုံကြည်မှုတွေကသူတို့ဘောအကိုသူတို့ကိုယ်၌လည်းသူတို့ကိုယ်သူတို့ဥဆောင်နိုင်သွားတယ်တခြားသူတွေကိုလည်းဥဆောင်နိုင်ဖို့အတွက်ဥဆောင်နိုင်မှုအင်အားကိုရစေတယ်ဒါခန္ဓာကိုယ်ကျွန်တော်တယောက်တိုင်းဟာခန္ဓာကိုယ်လည်းတန်ဆွမ်းအောင်လုပ်ရတယ်ရိုဇာကလည်းအဲ့ဒီခန္ဓာကိုယ်တန်ဆွမ်းစေမှုကိုများစွာအထောက်အကူပြုပါတယ်လူတယောက်ဟာအပတ်စဉ်ရိုဇာထားမယ်လစဉ်ရိုဇာထားမယ်ဆိုရင်တေချာပေါ့သူဟာအဝလွန်ခြင်းယောဂမျိုးတွေသူဖြစ်မှာမဟုတ်တော့ဘူးတွေးတွင်အစီများတာတွေအဆိုင်ယောဂတွေနှလုံးသွေးကြောကျဉ်းတာတွေအဲ့ဒီယောဂတွေကနေမုတ်ချပြောက်ခဲ့စီမှာဖြစ်တယ်ဒါကျွန်တော်စကားမဟုတ်ဘူးကျမ်းမာရေးသူတည်တည်ရဲ့ research ရဲ့စကားဖြစ်တယ်အဲ့တော့ရိုဇာကဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ပညာရှင်ကြီးဘောနာအရှက်ပြီးထားပြီးရမတလာတကေအမိတ်ရှိတယ်သူကလည်းပိတ်ပိတ်လေးပဲမနဲ့တိုင်းလမ်းလျှောက်တဲ့အချင်းရှိတယ်တခင်ကြီးကသူရေးတဲ့စာအုပ်တနေရာမှာပြောလဲဆိုတော့တော်ကြီးဆလ္လာလ္လာဟ်အလိုင်းဝါဆလမ်ရဲ့နောက်လိုက်အာလင်အစစ်မှန်ဆိုရင်လည်းမဝဘူးဗျတော်ကြီးဆလ္လာလ္လာဟ်အလိုင်းဝါဆလမ်သူအာလင်ရဲ့အကြောင်းရေးနဲ့အဲ့ဒီအရာတွေတစ်ခုရေးထားတယ်ဒါကတော့လူတိုင်းပေါ်တက်ရောက်ချင်မှာတက်ရောက်မှာပေါ့နော်ဆိုလိုချင်တာကတော့အစ္စလာမ်ရဲ့နီးစနစ်မှာအဝလွန်ခြင်းဆိုတာကိုအစ္စလာမ်ရဲ့နီးစနစ်တိုင်းနေထိုင်မယ်ဆိုရင်အဝလွန်ခြင်းဆိုတာဖြစ်မှာမဟုတ်ဘူးဆိုတော့ဒါကတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောတာပေါ့နော်အဲ့ထက်အရေးကြီးတာလူသားကိုဥဆောင်တာကတော့အတွင်းပိုင်းစိတ်ဖြစ်ပါတယ်ရူးဝိညာဉ်ဖြစ်ပါတယ်
လူသားဟာရူးဝင်းဉာဏ်အားကောင်းပြီဆိုရင်သူ့အနေနဲ့အလွန်ကြီးမားတဲ့ကိစ္စတွေကိုသူအောင်နိုင်မှုတွေကိုရရှိတရဟိဆလ္လာလဟ်အလိုင်းဝါဆလမ်ဆာဘာတွေပေါ်မှာကျိုးပန်းတဲ့အခါမှာအတွင်းပိုင်းစိတ်အပေါ်မှာကျိုးပန်းတယ်ကျွန်တော်တို့ဒါဝိဒ်တပလစ်လုပ်တဲ့မိတ်ဆွေတွေအမြဲတမ်းကြားဖို့လေပဲဒီလောက်ခက်ထန်တဲ့သူတွေဆာဘာတွေနော်အရင်တော့ကလအုပ်သူကလအုပ်ရေရင်တောက်ရမယ်ငါကလအုပ်ရေရင်တောက်ရမယ်ကလအုပ်ရေတောက်ခြင်းပေါ်မှာအငင်းပွားတဲ့သူတွေဘယ်လောက်ထိအငင်းပွားလိုက်လဲဆိုတော့သူတို့ရဲ့နှစ်ဖက်လုံးရဲ့မျိုးနွယ်စုတွေပါခိုက်ရန်ဖြစ်ပွားပြီးမှသွေးချောင်းစည်းစေတဲ့တိုက်ပွဲတွေဖြစ်စေတယ်အဲ့ဒီဆွာဘာတွေပဲအဲ့ဒီပုံကိုယ်တွေပဲဒီနေ့အစ္စလာမ်ပေါ်မှာတရဟိဆလ္လာလဟ်အလိုင်းဝါဆလမ်သူတို့ရဲ့နှလုံးသားတွေပေါ်မှာချိုးပန်းလိုက်တာဟာယနမှုစစ်ပွဲမှာမိတ်ဆွေတို့ဟိုက်ဟေကာတဆွာဘာပါရေးထားတယ်ဆွာဘာတစ်ပါးဟာအသေးခံဒီမှာရေးအလွန်စာနေတဲ့ချိန်သူ့ရဲ့ညီကိုကသူ့ကိုရေးလာတိုက်တယ်တကယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီနေရာမှာဆိုကျွန်တော်တို့လည်းရေတောက်လိုက်မှာပဲအရန်ကြီးငတ်တဲ့ချိန်ဒါပေမဲ့ဘေးကဆွာဘာကရေစာကြောင်းအတန်လေးထွက်လာတော့သူ့ကိုမတိုက်ပါနဲ့ဘေးကဆွာဘာကိုတိုက်ပါဆိုပြီးမှညွှန်ကြားလိုက်ဒါပိတ်ဆိုအားလုံးအသိပဲဟုတ်တယ်အဲ့ဒီဆွာဘာကလည်းပဲသူ့စီရေရောက်တဲ့ခါမှာနောက်ဆွာဘာတစ်ပါးကိုညွှန်ကြားတယ်အဲ့ရေတိုက်တဲ့သူကနောက်ဆွာဘာတစ်ပါးစီရောက်တဲ့ခါမှာအဲ့ဒီဆွာဘာအလမိတ်ခံသွားပြီအဲ့တော့ဒုတိယဆွာဘာစီပြန်လာတယ်သူလည်းအလမိတ်ခံသွားတယ်သူညီစီပြန်လာတယ်သူလည်းအလမိတ်ခံသွားတယ်ဆိုတော့ကြည့်လိုက်စိတ်တွေဒီအတွင်းပိုင်းစိတ်တွေပေါ်မှာတရဟိဆလ္လာလဟ်အလိုင်းဝါဆလမ်ဒီနှလုံးသားတွေပေါ်မှာကျိုးပန်းလိုက်တဲ့အခါမှာသူတို့တွေဟာတောက်ပြောင်တဲ့ဇင်ဒဂီကိုရောက်သွားကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဥဆောင်နေတာကလည်းပဲအတွင်းပိုင်းစိတ်ပဲဖြစ်ပါကျွန်တော်တို့ထင်တာကကျွန်တော်တို့ခန္ဓာကိုယ်ကိုကျွန်တော်တို့ပဲဥဆောင်နေတယ်လို့ထင်နေတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အတွင်းပိုင်းစိတ်ဟုတ်တယ်ကျွန်တော်မိသားစုတွေထဲမှာကြီးကြီးတယ်အခုပဲကျွန်တော်ဇနီးနဲ့ကောင်းကောင်းမွန်မွန်စကားပြောနေတယ်အေးစစ်စစ်ပဲသူ့ကိုလည်းကျွန်တော်ချစ်တာသိကြတယ်ဒါလည်းအမှန်ကန်ပဲကျွန်တော်တို့သာသူယတနာတွေလည်းမွေးဖွားထားတယ်ခဏဝါဖြေခံကြီးကြတော့ကျွန်တော်ကြိုက်တဲ့ဟာကိုမိန်းမကမလှုပ်ထားဘူးကျွန်တော်မနေ့ကပြောရတာနဲ့မလှုပ်ထားဘူးဆိုတော့ကျွန်တော်ရှိတဲ့အချစ်တွေပဲပျောက်သွားပြီလည်းမသိဘူးကျွန်တော်လုံးဝကျွန်တော်ရဲ့ဒေါသက100ရာခိုင်နှုန်းတက်သွားပြီးမှကျွန်တော်သူ့ပြဿနာရှာအဲ့တော့ဘာဖြစ်လို့ဒီပြဿနာဆိုတာဖြစ်တာလဲမချစ်လို့လားမဟုတ်ဘူးကျွန်တော်ရဲ့တည်ငါပြီးဖြစ်လာတဲ့စိတ်ကိုကျွန်တော် control မလုပ်နိုင်ဘူးတည်ငါဖြစ်လာတဲ့ဒီစိတ်ကိုကျွန်တော်ရဲ့စိတ်ကိုကျွန်တော် control မလုပ်နိုင်တာကျွန်တော်စိတ်ကအဲ့ကရဲ့တစ်စိတ်ဘာဖြစ်သွားလဲအဲ့ကရဲ့တစ်စိတ်ဟလားအကယ်၍နော်အလားရှိအားလုံးကိုဒီလိုအဖြစ်ဆိုရထိမ့်သိမ့်တော်မူပါစေထပ်မထိမ့်ဘူးဆိုရင်တယောက်တစ်ခွန်းစကားများကြမယ်ရိုက်ကြမယ်အဲ့ဒီကနေဘာဖြစ်လဲတော်လက်ဆိုတဲ့အရာတွေရောက်လာကျွန်တော်တို့စီကိုဖတ်သွားတွေမေးကြတယ်ဆရာတဲ့ဒေါသအရန်ထွက်ပြီးမှတော်လက်ပေးလိုက်တာတဲ့တော်လက်ကြလာတယ်အဲ့တော့ပညာရှင်တွေကဘာပြောလဲဆိုတော့ဘသူမှဒီတော်လက်ဆိုတဲ့အရာကိုပြောလုံးလို့ပါမင်းကချစ်လုံးပါတယ်ဆိုပြီးမှတော်လက်မပေးကြဘူးတော်လက်ဆိုတာဒီဒေါသဖြစ်မှာပဲတော်လက်ဖြစ်တယ်ဆိုတော့မိတ်ဆွေများခင်ဗျာဒီတော်လက်ပေးပြီးတဲ့နောက်ပိုင်းမှာလဲ100မှာ50လောက်ကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့စီလာတယ်မေးတယ်ပြန်ပေါင်းလို့ရမယ့်နီးလမ်းပါရှိလေကျွန်တော်အဲ့တုန်းကတော့သွေးဆူပြီးမှပြောလိုက်တာဗောနော်အခုဆရာပါရှိတယ်အမျိုးသမီးတွေလည်းမျက်ရည်နဲ့မျက်ခွက်နဲ့လာကြတယ်အစ္စလာမ်ကလုံးဝတားမြစ်ထားတဲ့သုံးသက်လက်ပေးပြီးသွားရင်တော့ဘာမှနောက်ထပ်လမ်းကြောင်းမရှိတော့ဒါပေမဲ့မရှိအောင်ဟလာရှာကြံပြီးမှဟာလာဆိုတဲ့လမ်းကြောင်းအားလုံးပညာရှင်တွေအားလုံးတားထားတဲ့လမ်းကြောင်းဘက်ကိုသွားတယ်ပြီးတော့အဲ့ဒါနေကပြန်ဖြစ်ဖို့လုပ်တယ်တခြားတစ်ဖက်ကလူတွေကမော်လီဆက်တွေကစိတ်တိုးတွေပါဆိုပြီးပါပြောချင်းခံရဘယ်သူကခွင့်မပြုတဲ့ဟာတာနာခွင့်တရဟိဆလ္လာလဟ်အလိုင်းဝါဆလမ်အမိန့်ရှိတယ်ဟာလာလုပ်တဲ့သူကလုပ်ပေးတဲ့သူကနှစ်ယောက်လုံးဂျဟန္နမီလို့ပြောတာသူ့ဘောလာနှရှိတယ်လို့ပြောတာဘယ်သူမှမလုပ်ဘူးဒါပေမဲ့လည်းဖြစ်ပြီးဒေါသမထိန်နိုင်တဲ့ကိစ္စတခုကနောက်သာသနာ့ဘဝလာပြီးထိခိုက်သွားအဲ့တော့ပါပြောလဲအမျိုးသမီးတွေကကျမတို့တပါအခွင့်အရေးမဖြစ်သူတို့ပါဇက်က3ချိန်ထွက်လိုက်တာလေကျမတို့လက်ခံရမလားဆိုတဲ့စောရကမျိုးတွေဒီဒေါသကိုအကြောင်းခံပြီးမှဖြစ်လာတဲ့ပြဿနာတွေပေါ့နော်ဒီအတွင်းပိုင်းစိတ်ကိုအတွင်းပိုင်းစိတ်ကကျွန်တော်တို့ရဲ့အခြေအနေကဏ္ဍတိုင်းမှာဟာလာဥဆောင်နေတယ်ကဏ္ဍတိုင်းမှာဥဆောင်နေတယ်အိမ်တွင်းမှုကိစ္စတွေပြည်လည်မှုကျွန်တော်တို့စိတ်ထားမြင့်မြတ်နေမှာဇာတိတကောင်းနေမှာအဝေးချိန်မှာကျွန်တော်တို့စီးပွားတွဲလုပ်တဲ့သူတွေကျွန်တော်ကြည့်လိုက်ကျွန်တော်တို့သူ့ရဲ့စိတ်ထားမကောင်းဘူးဆိုရင်ကျွန်တော်တို့လက်ကိုမကြည့်ရစီးပွားရေးဆိုတာဝေးကျွန်တော်ပတ်စံကိုသူ့လက်တဲ့သူ့ရဲ့တူတို့အလုံးလုံးစေမှုဆိုတာဝေးကြီးပဲ
သူဘလောက်လမ်းပြန်နေအောင်တခြားသူပညာရဲ့မှာတော့သူ့ရဲ့အခလာကီယတ်ကအစင်မပြေဘူးဆိုကျွန်တော်သိတယ်အဲ့ဒီတော်ခြင်းကလည်းပဲတစ်ချိန်ကျရင်ကျွန်တော်ဒုက္ခပေးမှာတော်တဲ့သူတွေပဲကဘာကြီးကိုတော်တဲ့သူတွေကပဲဖျက်ဆီးနေတာတော်တဲ့သူတွေကပဲကဘာကိုမကောင်းတဲ့သူတွေကဘာမှမလုပ်နိုင်ဘူးသူတို့ကအရေးချင်းမှမရှိတော့ဘူးเนาะကျွန်တော်တို့ပတ်ဝန်းကျင်မှာတကယ်တော်တဲ့သူတွေကပဲသူတို့လှုပ်လိုက်ပြီဆိုရင်တကယ်ကိုကြီးမားတဲ့ကိစ္စတွေကိုဖြစ်ပေါ်စေတယ်အဲ့တော့ဒီစိတ်ကကျွန်တော်တို့ကိုအဓိကဥဆောင်နေတဲ့အရာဖြစ်တယ်ဒီစိတ်ကို control လုပ်နိုင်ပြီဆိုရင်ဘဝမှာကျွန်တော်တို့ကြီးမားတဲ့အဆင့်အတန်းတွေကိုကျွန်တော်ရောက်သွားစေပရိသတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ရဲ့ဒီတွားအိပ်ပြက်ကြီးစီကိုမိတ်ဆွေတို့အားလုံးကြားပြီးသားဖြစ်တယ်ပရိသတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ကိုဒီလောက်ဒုက္ခပေးတယ်အဲ့ချိန်မှာအဲ့ဒါသွေးတန်ရဲရဲနဲ့ပြန်လှည့်လာတဲ့ခါမှာတစ်ပင်တစ်ပေအောက်မှာနားတဲ့ခါမှာပရိသတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ဘာသူဟာလုပ်ကျွန်တော်တို့မိတ်ဆွေတို့ဆိုရင်ဘာသူဟာလုပ်မှာကြီးမြတ်တဲ့သူတွေရဲ့စိတ်ထားစိတ်ရဲ့ control ကအဲ့ဒါပဲကျွန်တော်တို့ဘဝကိုကျွန်တော်တို့ control လုပ်ချင်တယ်အဆင့်နဲ့မြင့်မြင့်ကြီးရချင်တယ်ဆိုရင်အဲ့ဒီမြင့်မားတဲ့စိတ်တဲ့မျိုးရဖို့ကျွန်တော်တို့ control လုပ်အလ္လာဟ်ရှင်းထားမှာတပည့်ဆလ္လာလဟ်အလိုင်ဝါဆလမ်သူဟာလုပ်တယ်ရလာကျွန်တော်ရဲ့အားနည်းချက်တွေပါကျွန်တော်ရဲ့အားနည်းချက်တွေပါရလာအရှင်သူတို့ဟီဒါယတ်မရှိရင်သူတို့ရဲ့မျိုးဆက်ကိုတော့ရှင်ဟီဒါယတ်ပေးတော်မူပါဒါကြီးမြတ်တဲ့သူတွေရဲ့ကြီးမြတ်တဲ့စိတ်ထားကိုအခေကြီးမဲ့အဲ့ဒီမှာတပည့်ဆလ္လာလဟ်အလိုင်ဝါဆလမ်နော်ဖြစ်ဖို့တော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ဒါအဲ့ဒီနေရာမှာဆိုရင်တော့ကျွန်တော်ဖြည့်ဆည်းပါလို့ပဲသူဟာပဲလုပ်ပါကျွန်တော်တို့အတူယူရမယ့်အရာဟုတ်တယ်အဲ့တော့ဒီစိတ်ကို control ကရိုဇာကလုပ်စေနိုင်တယ်ကျွန်တော်တို့အရင်တော့အခုဆိုရင်ကျွန်တော်မနက်ပိုင်း10နာရီလောက်ဆိုမိတ်ဆွေတို့ကျွန်တော်တို့ကိုယ်ကိုသတိထားပြီးလိမ့်မယ်ဘာအရန်စားတဲ့အချိန်အဲ့ချိန်မှာကျွန်တော်တို့ဘာစဉ်းစားမလဲအခုစားလိုက်ရင်ကောင်းပါနော်တော်တော်လေးကိုပြီးတော့လည်းအခုလိုမျိုးချိန်ရောက်တော့လည်းအာရဖြစ်သွားတယ်နေ့စဉ် control လုပ်နေရတယ်အဲ့လားဒီချိန်မှာကျွန်တော်တို့ဒီရိုဇာရဲ့တရက်မှာကျွန်တော်တို့ကိုယ့်ကိုယ်တော့ဒီစားခြင်းတောက်ခြင်းကိစ္စတွေမှာတကလိတော့ဖြစ်သွားတယ်ဒုက္ခတော့ရောက်တာတယ်အဲ့ဒီဒုက္ခကိုကျွန်တော် face ရင်ဆိုင်လိုက်တယ်အဲ့မှာကျွန်တော်တို့ကအုပ်စုတစုကွဲသွားတယ်သူတို့ဒီရိုဇာကိုသူတို့မရင်ဆိုင်နိုင်ပထမတရက်ထားကြည့်တယ်နောက်ရက်ကျတော့သူတို့အကြောင်းပြချက်ထွက်လာပြီအဲ့ဒါအစာရင်မကောင်းဘူးလို့တော့ဘာမကောင်းဘူးလို့ကျွန်တော်မိသားစုတွေထဲမှာပဲရှိနေလိမ့်မယ်ဒီနေ့တော့ကြောင်းသွားရမှာမို့လို့เนาะလူငယ်တွေဒီနေ့တော့ရုံသွားရမှာမို့လို့တော့ဒီရဲ့ဥစ္စာကြီးကိုသူ့မှာရင်ဆိုင်နိုင်တဲ့စိတ်မရှိမိဘကသူ့ကိုမိဘပြောပြရပါဗျဒီရိုဇာကရိုဇာပဲမဟုတ်ဘူးဒါကဥပုသ်ဆောင်ခြင်းအစာငှက်ခံခြင်းတက်မဟုတ်ဘူးဒီမှာအများကြီးအနောက်မှာလျှို့ဝှက်ချက်တွေရှိတယ်ဒီအစာငှက်ခံခြင်းရေငှက်ခံခြင်းရဲ့နောက်မှာထိန်းချုပ်မှုရဲ့အင်အားကိုအလ္လာဟ်ရှင်ချီးမြှင့်တယ်ရင်ဆိုင်ဒုက္ခကိုရင်ဆိုင်နိုင်စွမ်းကိုအလ္လာဟ်ရှင်ချီးမြှင့်တယ်အရွယ်ရောက်တဲ့အမျိုးသားတယောက်ကဒုက္ခကိုမရင်ဆိုင်နိုင်ဘူးဆိုရင်သူသားဆိုလဲသားအဖြစ်သူရှိမှာမဟုတ်ဘူးမုံမြတ်မိဘအားကိုးရတဲ့သားဖြစ်ရှိမှာမဟုတ်သားဟိုလှုပ်လိုက်ပါစေအမေအဲ့ဒါကြီးကျွန်တော်မလုပ်နိုင်တဲ့ကိစ္စကြီးဘာလို့ခိုင်းတာဖခင်ဖြစ်မယ်ဆိုလဲတာဝန်ကျေတဲ့ဖခင်ဖြစ်မှာမဟုတ်ဘူးဇနီးကိုလစ်လူရှုမယ်မိသားစုကိုလစ်လူရှုမယ်သူအာရမ်တော့ပဲသူစဉ်းစားမယ်အဲ့လိုပတ်ဝန်းကျင်မှာကျွန်တော်တို့ရဲ့အမျိုးတွေထဲမှာတွေ့လိမ့်မယ်ကျွန်တော်တို့နှမတွေယူထားတာပဲကျွန်တော်တို့အမတွေယူထားတာပဲဘာမှလက်ကြောနဲ့အောင်မလုပ်ဘူးဆိုတဲ့သူတွေရှိလိမ့်မယ်ကျွန်တော်တို့စိတ်ကသူတို့နဲ့ပတ်သက်ရင်အမြဲတမ်းဒီကောင်ကယောက်ျားဖြစ်ပြီးမှအဲ့လိုမျိုးဒုက္ခကို face မလုပ်နိုင်တဲ့သူတွေမရင်ဆိုင်နိုင်တဲ့သူတွေဘယ်နေရာမှသူတို့ဥဆောင်မှုရှိမှာပေါ့အဲ့လိုဥဆောင်မှုမရှိနိုင်ဘူးဆိုယောက်ျားဘဝကလည်းသူတို့ခင်မုန်းကောင်းဖြစ်မှာမဟုတ်ဘူးဖခင်ဖြစ်ရင်လည်းဖခင်ကောင်းဖြစ်မှာမဟုတ်တော့ဘူးရက်ွက်ထဲမှာရှိရင်လည်းရက်ွက်သားပီသားတဲ့သူဖြစ်မှာမဟုတ်လူတိုင်းသူဟာလုံးနေမယ်သူမရှိရင်ကောင်းမှာတာသမီးဘာပြောလဲငါဖေဟလာသွားလိုက်ရင်ကောင်းမှာဗောနော်စသည်ဖြင့်တာသမီးလည်းမလေးစားတော့ကြာရင်တာသမီးကလည်းသူ့ကိုအဲ့လိုမျိုးအရေးချင်းမရှိလာတော့ဘူးဆိုရင်တာသမီးကလည်းသူ့ကိုလေးစားမှာမဟုတ်တော့ရက်ွက်ထဲကလည်းသူ့ကိုလေးစားမှာမဟုတ်တော့သူနဲ့အလုံးလုံးဖို့အတွက်ဘယ်သူမှအစင်းသိရှိမှာမဟုတ်တော့တေချာပေါ့သူ့စီးပွားရေးက0ပဲဖြစ်နေမှာသူကိုနိုင်ကလည်းဒီနေ့စားစရာရှိတယ်ပတ်စံရှိတယ်ဆိုရင်မနှက်ပြန်ကြအလုံးလုံးမှာမဟုတ်တော့ဒုက္ခကိုမရင်ဆိုင်တဲ့သူတွေမှာအဲ့ဒီဆိုလာရက်တွေရှိတယ်သူ့ရဲ့ဘက်ပေါင်းဆိုတာနှိမ့်ချနေမယ်ဒါမဲ့ तू ကတော့အရာရာအလုံး तू သိတယ် तू တက်တယ်ပဲလုပ်ပါအဲ့ဒီသူတွေထဲမှာ तू သိတယ်သူ့ကို तू ချစ်တယ်လေ तू အာရမ်ကိုနှစ်သက်တယ်အဲ့ဒီຢာတွေရှိဒါကြောင့်မလို့မိတ်ဆွေများခင်ဗျာအောင်မြင်တဲ့လူတယောက်ကိုဥဆောင်နေတာကစိတ်ကဥဆောင်နေတာကျွန်တော်ဟလာဒီရက်ပိုင်းကျွန်တော်ဖတ်တဲ့စာအုပ်တော့ပါ
ရေးထားတယ်အဲ့မှာကအဲ့ဒါဒီငွေရေးကြီးနဲ့ပတ်သက်တဲ့စာအုပ်ဟုတ်တယ် financial intelligence ဆိုတဲ့စာအုပ်အဲ့ဒီစာအုပ်မှာပါရေးထားတယ်ဆိုတော့ Facebook ကိုတဲ့တီထောင်ကာစားကဒီဇူကာဘတ်ပေါ့နော် Facebook ကိုတီဆောင်ကာစားကမအောင်မြင်တော့သူကဘယ်သူစီသွားလဲဆိုတော့ Apple တီထောင်နဲ့ Steve Jobs စီသွားတယ်သွားပြီးမှသူ့ရဲ့အခက်အခဲကိုတင်ပြတဲ့အခါမှာ Steve Jobs ကသူ့ကိုဘာမှရှော်ပေးလဲဆိုတော့ငါလည်းပဲဘဝအစဒီလိုပြဿနာတွေဖြစ်တယ်ငါသွားခဲ့တဲ့နေရာကိုမင်းတို့လမ်းညွှန်မယ်အိန္ဒိယမှာဘာရှီရီဒမ်ဆိုတာရှိတယ်သူစီသွားပြီးမှအဲ့မှာမင်း2လ3လအချိန်ပေးပြီးမှနေမင်းစိတ်ကိုမင်းလေ့ကျင့်သူကမင်းစိတ်ကိုလေ့ကျင့်ပေးလိမ့်မယ်လေ့ကျင့်ပေးပြီးမှမင်းပြန်လာပြီးအလုပ်လုပ်ဆိုတော့မရှော်ပေးလိုက်ဇူကာဘက်ကလည်းပဲအဲ့ဒီတိုင်းပဲသူသွားလိုက်တယ်သွားပြီးမှပြန်လာတယ်အလုပ်တွေလုပ်တယ်ကျွန်တော်တို့အဲ့ဒီနာမည်မိတ်ဆွေတို့အခုအားလုံးကျွန်တော်တို့ကြားဖို့ပြီးသားဖြစ်တယ်ဆိုတော့ဒီရုပ်ဝတ္ထုကိုကိုးကွယ်တဲ့သူတွေရုပ်ဝတ္ထုကိုအထင်ကြီးတဲ့သူတွေဒီလိုလူတွေထဲမှာဒီကျွန်တော်တို့သူတို့ကိုဥဆောင်နေတာအတွင်းစိတ်ဆိုတာသူတို့သိတဲ့အခါကျတော့ဘဝအောင်မြင်ဖို့အတွက်အဖက်ဖက်မှာအောင်မြင်တဲ့လူတယောက်ဖြစ်ဖို့အတွက်ဒီ Apple တီထောင်တဲ့သူ Steve Jobs ဆိုတာကမ္ဘာအချမ်းသာဆုံးထဲမှာပါတဲ့သူခက်ခဲပြင်းသူဘီလီယံတန်းချီပြီးထုတ်ပေးလိုက်လို့ရရောဒီကိစ္စကိုငွေနဲ့ဖြေရှင်းလိုက်လို့ပြောလို့ရဒါပေမဲ့မပြောဘူးမင်းစိတ်ကိုမင်းသွားပြင်ကျွန်တော်တို့အစ္စလာမ်မှာကျတော့နှစ်ပေါင်း1400ရေနဲ့ကတမန်တော်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ပွင့်ပေါ်လာတာဟောတမန်တော်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ရည်ရွယ်ချက်ကိုအလ္လာဟ်ဆူဘာနာဝါတာလာကျွန်တော်မြတ်ကုရ်အာန်မှာကြေညာတယ်ဝယူဇက်ကီဟင်ဝယူအလီမူမုလ်ကီတာဘဝလ်ဟစ်မာတမန်တော်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ကိုပွင့်ပေါ်စေတာလူတွေရဲ့စိတ်ကိုပြုပြင်စေဖို့အလ္လာဟ်ရှင်ကြေညာလိုက်တယ်ဒါကြောင့်ဒီခေတ်ဒီကျွန်တော်တို့အဲ့ဒီရဲ့ဆစ်ဆီလာကကျွန်တော်တို့ထဲမှာရှိတာတမန်တော်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့နောက်မှာဆွာဘာတွေကလူတွေဥဆောင်ပြီးပြုပြင်ပေးတယ်တာဘိန်တွေပြီးတဲ့နောက်ပိုင်းမှာတဘတာဘိန်တွေပြီးတဲ့နောက်ပိုင်းမှာအာလမ်အိုလမာတွေဒီနေ့ခံစားပုံစံမျိုးနဲ့ရှိနေတယ်အဲ့ဒါကအဲ့ဒီနာမည်နဲ့ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျွန်တော်တို့ထက်မှာကျွန်တော်တို့ကိုလမ်းပြပေးမယ်ဆရာတစ်ပါးတော့ရှိရတယ်ဥဆောင်မဲ့သူရှိရတယ်ကျွန်တော်တို့ကဘာနဲ့တူလဲဆိုတော့နွားနဲ့တူတယ်ကျွန်တော်တို့အင်အားရှိတဲ့နွားနဲ့တူတယ်စင်တကောင်နဲ့တူတယ်ကျွန်တော်တို့ကိုချွန်းအုပ်မဲ့သူနှစ်ဖားကျိုးထိုးမဲ့သူမရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့မူရင်းစိတ်ကညဉ့်ညမ်းတဲ့အတ္တတွေများနေတဲ့စိတ်ရဲ့ပိုင်ရှင်တွေဟုတ်တယ်ကျွန်တော်တို့ထဲမှာထည့်ထားတဲ့ nafs က freestyle နဲ့မတူ freestyle ထဲမှာအဲ့ဒီ nafs မရှိတဲ့အတွက်သူတို့ကအချင်းပြည့် subhanallah alhamdulillah တချို့တွေဒုက္ခမှာအမြဲရှိနေတယ်တချို့တွေစေသာမှာအမြဲရှိနေတယ်အလ္လာဟ်ရှင်ကိုချီးမွမ်းဖွင့်နေတယ်မကောင်းမှုဘာတစ်ခုမှမလုပ်ဘူးလုံးဖို့စွမ်းအားလည်းမရှိဘူးအဲ့ဒီ freestyle တွေကကျွန်တော်တို့ဖန်ဆင်းတဲ့အခါမှာအဲ့ကြောင့်ပြောတာပေါ့နော်ကျွန်တော်တို့အလ္လာဟ်ရှင်ကိုနော်ချီးမွမ်းထောက်ပံ့ပြုနေတာပဲအဖက်ဖက်ကအေဘာသက်လုပ်နေတာဘာလို့အဲ့ဒီမဖလူကိုအလ္လာဟ်ရှင်ဖန်ဆင်းမှလဲလို့ဆောရကတက်ခဲ့တာဖြစ်တယ်အလ္လာဟ်ရှင်ကပြောတယ်မင်းတို့မသိတဲ့ဟာကိုငါသိတယ်သူတို့ထဲမှာဖီဆန်နိုင်တဲ့စိတ်လည်းရှိတယ်အဲ့ဒီစိတ်ကိုတွန်းလှန်ပြီးမှအမိတ်နာခံလိုက်တာအဲ့ဒါစိတ်ကိုဒီဖီဆန်တဲ့စိတ်ကိုတွန်းလှန်ပြီးအမိတ်နာခံလိုက်တာအဲ့ဒါချီးကျူးစရာအဲ့ဒါအရေးချင်းကျွန်တော်အသားဖြူနေတာကျွန်တော်အသားမဲနေတာဒါအရေးချင်းမဟုတ်မိတ်ဆွေတို့ဖြူနေတာဒါအရေးချင်းမဟုတ်ဒါမွေးရပါဖြူနေတာတွေမဲတာအရေးချင်းမဟုတ်ဒါပေမဲ့နှလုံးသားဖြူတယ်ဆိုရင်အဲ့ဒါအရေးချင်းမွေးရပါနှလုံးသားမဲတယ်လူတယောက်ကနူးပြိုတယ်အချိန်ရှိတယ်အင်အားရှိတယ်ဆိုဘာလုပ်မလဲမိတ်ဆွေတို့အားလုံးငယ်ရွယ်တဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့သူတွေဖြစ်တယ်ပတ်စံငွေတက်တယ်မှာအခုဆိုလည်းအဲ့လိုပဲကြီးရင်လည်းအဲ့လိုပဲလူပြိုတယ်အချိန်ရှိတယ်အင်အားရှိတယ်ငွေရှိတယ်ဆိုလူတယောက်ကမဟုတ်တဲ့ဘက်ပဲသွားတယ်လူငယ်ကလူငယ်ပုံစံမဟုတ်တဲ့ဘက်သွားတယ်လူကြီးကလူကြီးပုံစံမဟုတ်တဲ့ဘက်ဘယ်သူမှမသွားဘူးအဲ့ဒါကို control လုပ်ပြီးမှအဲ့ဒါကိုအဲ့ဒီတောင်ကိုရောက်အောင်ကြော်ရတယ်ကြော်လိုက်တဲ့အခါမှာမှသူကလူလိမ္မာသူကလူကောင်းဆိုတာပတ်ဝန်းကျင်မှာဖြစ်တယ်ဒီရမ်ဇန်ကဒီရိုဇာကအဲ့ဒီစိတ်ကို control လုပ်စေတယ်အင်အားပေးတယ်ဒါကြောင့်မလို့ရမ်ဇန်မှာပဲရိုဇာမထားပါနဲ့ရမ်ဇန်နောက်လတွေမှာလည်းကိုသားသမီးတွေကိုပေးထားပါကိုလည်းထားပါအပတ်စဉ်တမန်တော်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ကတနင်္လာနဲ့ကြာသပတေးမှာထားပါတယ်အဲ့လိုပဲတမန်တော်ဆလ္လာလာဟ်အလိုင်ဝါဆလမ်လာရဲ့အလေဖြစ်တဲ့73 74 15မှာထားတယ်အဲ့ဒါတွေထားပါကျွန်တော်အဖိုးတက်တန်းတစ်လျှောက်လုံးကျွန်တော်အဖိုးအကြောင်းကိုပတ်ဝန်းကျင်ကလူတွေအမြဲတမ်းပြန်ပြောပြတယ်ဥကာဒမီဒါဒနုပြုဆိုလူတိုင်းသိကြတယ်အမြဲတမ်းလို့သာထားတယ်အမြဲတမ်းတော့သူကခရီးအမြဲဈေးအောင်ပုံတယ်ပြတော့အမြဲတမ်းခရီးသွားတယ်ခရီးမှလည်းလို့သာထားအဲ့တော့သူ့ရဲ့ဘဝအလ်ဟမ်ဒူလ လာအားလုံးအားကြရတယ်
ဒီနေ့ချင်းကျွန်တော်ဘိုးမမြင်ဘူးဒါမဲ့မင်းဘသူရဲ့ကျွန်တော်အဖိုးရဲ့အကြောင်းသူတို့ရှေ့မှာပြောလိုက်တယ်မိတ်ဆက်လိုက်တယ်ဆိုကျွန်တော်တို့ချစ်ကြအဲ့တော့ဒီရိုဇာရဲ့လမ်းစဉ်တစ်ခုမှန်သွားတဲ့အခါမှာဝေတစ်ချက်ကစားကျွန်တော်အဖိုးရဲ့အကြောင်းလူတွေပြောပြရတယ်အဲ့လားတစ်ချက်ကစားသူ့အနေနဲ့လူတယောက်စီကအလကားမယူလူတွေသနုပြမှာရှိတဲ့အာလင်အိုလမာတွေလိုပြီးဆိုရင်ပတ်ဝန်းကျင်တစ်ခုလုံးတော့ခီးသွားနေတော့လိုက်ရှာတဲ့အာလင်အိုလမာတွေကိုခေါ်လာတဲ့သနုပြမှာအလုပ်လုပ်ခိုင်းတယ်အဲ့ဒီမှာသနုပြမှာဆရာပကြားဆိုတာတကယ်နာမည်ကြီးတဲ့ပုဂ္ဂိုလ်ကျွန်တော်ကိုခေါ်လာပြီးမှသူဒီຢာတွေလုပ်စီအဲ့အရာတစ်ခုသူ့ထဲမှာဆွေပတ်ရှိလိုက်တာတခြားအရာတွေအားလုံးမှန်သွားတယ်လူတွေကသူနဲ့ပတ်သက်ပြီးမှဘာမှစောရကမရှိတော့ဒါကြောင့်မလို့ကျွန်တော်တို့အတွင်းစိတ်ကိုမှန်ဖို့ရမ်ဇန်ကကျွန်တော်တို့ကိုပြုပြင်ပေးနေတယ်အဲကြောင့်မို့ဒီရမ်ဇန်ရဲ့အမိတ်ထဲမှာရမ်ဇန်ရဲ့လှုပ်ရှားမှုတွေထဲမှာကျွန်တော်တို့ဇုံလုံးပြည့်ဝင်လိုက်ပါမနေ့4နာရီထားခိုင်းတယ်ဆယ်ရီစားဖို့ထားလိုက်ပါရှရီယတ်ကလည်းတော်တော်ချစ်ဖို့ကောင်းပါတယ်မနေ့ဆယ်ရီစားခြင်းကိုဘရကတ်ရဲ့ထမင်းလို့ပြောတယ်ဘယ်ချိန်ထိစားဆိုတော့ဆယ်ရီချိန်ကုန်ကန်ဤထိစားပါဆိုမှတွိုင်းဆလလာလာလက်ညွန်ထားတယ်အဲ့လိုပဲဝါဖြည့်ပြီးဆိုရင်အမြန်ဆုံးဝါဖြည့်ပါဝင်ချင်းဝါဖြည့်ပါလို့ပြောတယ်အဲ့ဒါဒီပဲအကယ်လူကြောင့်ခံနိုင်ရင်ရှိသေးတယ်ဝါဖြည့်ချင်းရောက်နေပြီဝါမဖြည့်ပဲ10မိနစ်နောက်ဆုတ်လိုက်10မိနစ်နောက်ဆုတ်လိုက်အဲ့ချိန်မှဖြည့်လိုက်သူအဲ့10မိနစ်ကမဂရူရဲ့အချိန်ဖြစ်သွားတယ်သူ့အတွက်သူ့တဲ့အမိန်ဖီဆန်နေတာဟုတ်တယ်တမန်ကြီးဆလလာလာဝဆလမ်ရဲ့ဆွန်နတ်နဲ့စန့်ကျင်ဘက်လုပ်နေတာဟုတ်တယ်အဲ့မှာကောင်းချင်းမရှိအဲ့မှာကောင်းချင်းအဲ့ဒါဒီပဲကျွန်တော်တို့ဘုရားအဲ့ဒါရဲ့လွမ်းညွတ်တာဒါကြောင့်ကိုယ့်ဘုရားတွေကိုကိုယ့်ဘုရားတစ်ခုလုံးကိုရမ်ဇန်ထဲမှာနှိမ့်ဝင်လိုက်ပါမနဲ့ဒီချိန်ထားခိုင်းထားလိုက်အဲ့ဒါကလည်းဘဝတစ်ခုလုံးမှာအကျင့်လုပ်လိုက်ဒီအချိန်ကိုကျွန်တော်တို့အိဘာသက်တာကျွတ်လုပ်တယ်အလတ်ထံတောင်းတယ်ကျွန်တော်တို့ဘဝတွေဘယ်လောက်ဆိုးပြေကျွန်တော်တို့မနဲ့ခင်းတွေဘယ်လောက်လှပဖဂျီသွားတယ်ပြီးတော့ကိုတက်နမကိုရံကိုကျွန်တော်တင်တာဝဲလုပ်တယ်ဘယ်လောက်ကိုယ့်ကို confident ဖြစ်တနေ့ကအဲ့မနဲ့ပိုင်းလေးအဲ့ဒါလေးလုပ်လိုက်တာစိတ်ကိုချမ်းသာတယ်နော်ကိုယ့်ကိုယုံကြည်မှုအပြည့်နဲ့တနေ့ကိုရှောက်လန်းရတာအရသာရှိလားအခဲအဲ့အရာကြီးဖြောက်ကြည့်လိုက်အဲ့ဒါမရှိခဲ့တဲ့နေ့ရက်ကိုကြည့်တယ်မနဲ့ထိုင်ကိုယ့်ကိုယုံကြည်မှုမရှိဘူးအေဘာသက်နဲ့ထဆတာမဟုတ်တော့ပဲနဲ့ဟာဟိုအလုပ်လေးဟိုအမြန်ပေးတရားမဲအလုပ်သွားတော့မယ်ဗျာပြာရခတ်မှုတွေနဲ့ဘဝအစဒါကြောင့်ဘဝမှာရမ်ဇန်နဲ့ကိုဇုံလုံးပြည့်ဝင်လိုက်ပါဒီနေ့ရက်တွေကိုဘဝရဲ့နေ့ရက်တိုင်းမှာကျင့်သုံးပါကြီးမြတ်တဲ့အောင်မြင်မှုတွေစုလက်တွေကျွန်တော်တို့အတွက်ပဲရှိတယ်ကျွန်တော်တို့ရဲ့သားသမီးတွေလည်းပြောပြပါရမ်ဇန်ကကျွန်တော်အေဘာသက်လုပ်ဖို့တက်မဟုတ်ဘူးရမ်ဇန်ကကျွန်တော်တို့ကို training ပေးနေတဲ့လဖြစ်တယ်အလရှင်တစ်နှစ်လုံးအတွက်မှန်ကန်ဖို့ရမ်ဇန်ကိုဒီစနစ်တိုင်းကုံဆုံးဆိုပြီးမှတမန်ကြီးဆလ္လာလာဟ်အလိုင်းဝါဆလမ်ကိုကိုယ်တိုင်စေလွတ်ပြီးတော့နေပြခဲ့တယ်တမန်ကြီးဆလ္လာလာဟ်အလိုင်းဝါဆလမ်ရမ်ဇန်တစ်လမှာကုရ်အာန်နကတန်ပတ်လို့ရှိတယ်ကျွန်တော်တရာဝီမှာအခုဖတ်ကြတယ်အဲ့ဒါတွေအကောင့်တဲဖို့ကိုယ်တိုင်နေဖတ်ကြတယ်ဟာဇက်အလီရောဒီလာတခင်ကြီးအမိန့်ရှိတယ်အလရှင်ကျွန်တော်ကိုမိတ်နဲ့ဟာကိုကျွန်တော်ကြားကျင်တယ်အလရှင်ရဲ့စကားကိုကြားကျင်တယ်ဆိုကုရ်အာန်ဖတ်တယ်ကုရ်အာန်ကိုဖတ်တယ်ကုရ်အာန်အလရှင်မိန့်ထားတဲ့စကားဖြစ်တယ်ကျွန်တော်အလရှင်ထံကိုတီးတိုးပြီးစကားပြောကျင်တယ်ဆိုရင်နမတ်ဖတ်တယ်စီစာလုပ်တယ်တဲ့ကျွန်တော်တို့အခုနမတ်စီလဲဖောတီရမ်ဇန်လာမှာကျွန်တော်တို့ဖတ်ခွင့်ရတယ်အလရှင်နဲ့ဘယ်လောက်နီးစပ်လာကျွန်တော်ရဲ့ရူဟာနီမှာအမိန့်နာခံမှုအင်အားတွေဘယ်လောက်များလာကျွန်တော်တို့အမြဲနှလုံးသားတွေနူးညံ့လာတယ်မရှိစင်ရသားမြင်ကျွန်တော်တို့စာနာတက်လာတယ်ကျွန်တော်တို့အိတ်ထဲကဇကတ်တွေပေးဖို့ကျွန်တော်တို့အစင်းသင်းဖြစ်လာမဖြစ်ရင်လည်းဖြစ်အောင်လုပ်အလရှင်လိုချင်တာအဲ့ဒါတခါကျရင်ကျွန်တော်စိတ်တက်ကမာလို့ပထမ10ရက်မှာငါအိတ်ထဲကပတ်စံထွက်မှာမပေးချင်ဘူးဆိုတဲ့စိတ်ရှိရင်လည်းပေးချင်အောင်ကြိုးစားဒါမျိုးစဉ်းစားငါတစ်ချက်ပေးရင်တခြားလာမှာက30ရရင်ရမ်ဇန်မှာ80ရမယ်လို့အလရှင်ဂရိပေးပြီးသားအဲ့ဒီစိတ်နဲ့ကိုယ်စိတ်ကိုပြောမင်း80မရကျင်ဘူးလားမင်း1000ထုတ်ပြီး9သိန်းမရကျင်ဘူးလားတောင်းပေါင်း80မရကျင်ဘူးလားကိုယ်စိတ်ကိုပြောပြီးမှပေးအဲ့လိုအလေးချင်းလို့တခါကျရင်အလေးချင်းက तू က nerve က तू ကအချော့ကြိုက်တယ်မနဲ့တာကျွတ်ထားတယ်ခဏလေးပဲထားလိုက်ပဲဝူစုလေးပဲလို့ရတဲ့နမမဖတ်နဲ့ तू ဟာလှုပ်ပြီးပြန်အိတ်အဲ့လိုချော့ပြီးလှုပ်ကြည့် तू nerve ကလွဲတယ်သူ့ကိုမချော့ဘူးဆိုရင် तू ကလည်း तू ကတအားအချော့ကြိုက်တယ်သူ့ကိုအမြဲတမ်းချော့ရတယ်ဖဂျီလေးပဲကွာရတယ်ပလီမှာတော့မဖတ်နဲ့ဝူစုလေးလှုပ်ပြီးအိမ်မှာဖတ်ပြီးပြန်အိတ်မယ်သူ့ကိုအဲ့လိုချော့ကြည့်ခဏမျက်စိကျယ်သွားတဲ့အခါမှာမထူးတော့ပါဘူးကွာဝူသူလည်းလှုပ်ပြီးသွားပြီပလီမှာတော့ဖက်လိုက်ပဲအမျိုးသားတွေပေါ်မှာဝါဂျစ်တောင်းပေးထားတယ်ငါမလုပ်ရင်မင်းကိုနာရလိမ့်မယ်ချော့ပြီးပလီသွားကြည့်လိုက်အဲ့လိုအကျင့်လုပ်ရတယ်သူ့ကချော့ရတယ်ကျွန်တော်တို့ထဲမှာထည့်ထားတဲ့နတ်ကဘလောက်ထိကြီးကျယ်လဲဆိုတော့မာနကြီးလဲဆိုတော့အလရှင်ကပြောတယ်ငါအရှင်ကမင်းရဲ့ရပ်မဟုတ်ဘူးလားဆိုတော့ပြောပါပြောတယ်မင်းကမင်းပဲငါပဲအဲ့လိုပုဂ္ဂိုလ်
တော်ဆိုးတဲ့ခုသူ့ဂျန်နယ်ထဲမှာနှစ်ပေါင်း1000ချတယ်ဆိုပြီးမှသိန်းချတယ်ဆိုပြီးမှပညာရှင်တွေကကျွန်တော်တို့ကဟာဒီစ်တော်ကိုကားပြီးတင်ပြဆိုးတယ်သူ့ရဲ့မူရင်းကသူ့ကိုချော့ရတယ်သူ့ကိုချော့ရတယ်အဲ့ဒါတော့အမြဲတမ်းမိုးကြတယ်လို့ရတယ် nerves ကိုအောင်မြင်သွားပြီမလားအရာရာအောင်မြင်သွားပြီ nerves ကိုအောင်မြင်သွားပြီမလားကျွန်တော်တို့ရဲ့အဓိကတိုက်ပွဲက nerves ပဲဒါကြောင့်လို့ပြောတယ်ဒါ jihad ကဟာလား jihad အစစ်မှန် jihad က nerves ဖြစ်တယ်ဆိုပြီးမှပြောကျွန်တော်အမြဲတမ်းသူ့ကို jihad လုပ်ရ Ramadan roza ကအခုအဲ့ nerves ကိုကျွန်တော်တို့ jihad လုပ်လာတာအခု10ရက်ရှိလာပြီကျွန်တော်တဖြည်းပြော့လာပြီကျွန်တော်အောင်မြင်မှုကနီးစပ်လာပြီကျွန်တော်တို့အတွေးခေါ်တွေမှန်လာပြီ nerves မှန်လာတဲ့ခါကျအတွေးမှန်သွားအတွေးမှန်ဇနီးတယ်ဆိုတော့ချေရမယ်အရာနော်သူငါအတွက်ငါ့ကိုပလီမှာကုရ်အာန်ဖတ်ဖို့အတွက်သူအနောက်မှာဒီမှာ iftar ဝါဖြေဖို့သူပြင်ဆင်နေရငါကလေးတွေသူထိန်းပေးနေရသူ့ရဲ့ကျေးဇူးတွေသိလားမနဲ့ငါအဲ့ရတိုင်းအစင်းသင်းဖြစ်ဖို့သူလှုပ်ပေးရသူကြည်ဟန်အလားအမေဆိုတာငါတို့တွေအစင်ပြေဖို့တဲ့အနောက်မှာသူနမတ်စီတောင်အပြည့်မဖတ်နိုင်ဘူးစသည်ဖြင့်ကျေးဇူးတရားရဲ့လူတွေဟာမြင်လာကြည်စမ်းအလားငါ့ကိုအာရမ်နဲ့လှုပ်ဖို့အတွက်အဖက်ဖက်ကနေသူတို့လှုပ်ပေးနေတယ်ဒီ nerves ကမှန်လာပြီလေ nerves မမှန်တဲ့အခါကျရင်ဒီဘိန်းမှာနော်ချက်တာကဘယ်လိုချက်မှမသိဘူးငါဒီလိုချက်တယ်သူ့အခါခါပြောထားတယ်အခုကြည်ဟန်စားငံသွားပြီကိုကဖြည့်မတွေးတော့သူလိုသာထားလို့နည်းနည်းအရသာပေါ့သွားတာပါလားဆိုဖြည့်မတွေးတော့ဒါလုံနေကြနှင်းစင်လုံနေကြအခုချိန်ဒီဘေကူမှာအခုချိန်ဒီနှစ်တိုင်းဒီဟာလုံတာအခုချိန်အလက်မှမသိသေးဘူးစသည်ဖြင့်ဒီ nerves ပဲနော်ကောင်းတာတွေးတာလည်းဒီ nerves ပဲဒါကြောင့်အကောင်းဘက်ကိုသူ့များများလေ့ကျင့်ပါလောကမှာလူတိုင်းပပူးဆရာတယောက်ကိုမိတ်ဆွေတယောက်ကမေးတယ်ခင်ဗျားဗျာတဲ့ဒီတော့လှပတဲ့အယုတ်တွေကိုဒီကြောက်တုံးတွေကနေဘယ်လိုများထွေးထူးလိုက်တာလဲလှပတဲ့အယုတ်တွေကိုဒီကြောက်တုံးတွေကနေဘယ်လိုများထွေးထူးလိုက်တာလဲသူ့ရဲ့လက်ရကိုအော်ပြီးမှပြောတယ်အဲ့ချိန်ပပူးဆရာအဖြေပေးတယ်ဒီကြောက်တုံးတွေအားလုံးကငကိုတွေကဒီလိုအယုတ်တွေနဲ့လှပပြီးတာတဲ့ကျွန်တော်လှုပ်လိုက်တာကအဲ့လိုလှပတဲ့အယုတ်တွေမဖြစ်နိုင်မဲ့အစိတ်ပိုင်းကိုဖယ်လိုက်တာလာပတဲ့အယုတ်တွေကိုမဖြစ်စေတဲ့အစိတ်ပိုင်းဝယ်ဖယ်လိုက်တာလာပတဲ့ရုပ်ဖြစ်သွားကျွန်တော်တို့ဘိုးကလည်းအဲ့လိုပဲအားလုံးဟာကြီးမြတ်တဲ့သူတွေဘယ်လောက်ကြီးမြတ်လဲဆိုတော့အလာချင်းကပြောတယ်ဘယ်လိုဒုနီယာမှာခလီဖာပြည့်ငါအလာစေလွတ်တယ်ကျွန်တော်တို့ကဒုနီယာတစ်ခုလုံးကိုအုပ်ဆုံးနိုင်တဲ့ပိုင်းရှင်တွေဟုတ်တယ်အဲ့လိုပဲအလာချင်းပြောတယ်မင်းတို့အတွက်စက်ခါရလက်ခုမင်းတို့အတွက်ငါအလာချင်းကောင်းကင်နဲ့မီပလူကြီးကိုချုပ်ပေးထားတယ်ချုပ်ပေးထားတယ်ကောင်းကင်ဒါမှမဟုတ်ကျွန်တော်တို့ကစက္ကန့်ပိုင်းနဲ့မိနစ်ပိုင်းနဲ့တနေရာသွားခွင့်တွေရောက်ကျွန်တော်တို့အလာချင်းချုပ်ပေးထားတယ်ကျွန်တော်တို့ဘယ်လောက်ကြိုးစားမလဲအဲ့လောက်ကျွန်တော်တို့မှာချစ်တက်ပြီးတက်ရင်ပဲအဲ့ဒါကိုကျွန်တော်တို့ဘဝမှာရှိတဲ့ဒီ nerve မဖြစ်နိုင်မဲ့ကောင်းခြင်းဆိုတာမဖြစ်နိုင်မဲ့အရာကိုကျွန်တော်ဖယ်လိုက်ရုံပဲကျွန်တော်သားသမီးတွေကိုပြောပြပါဒါအလဟတ်တမဟုတ်ဘူးဒီရဲ့အတွေးခေါ်တွေကျွန်တော်တို့ထဲမှာမရှိတဲ့အခါမှာကျွန်တော်တို့သူတို့သွန်သင်တဲ့အခါမှာမင်းကွာဒါတော့မလုပ်နိုင်ဘူးလားမင်းဘယ်တော့မှအတုံးမကြောက်ငါမင်းကိုမွေးထားပြီးပါငါအမှားပဲမင်းကိုမွေးပြီးတာစသည်ဖြင့်ဒီလိုလှပတဲ့ကြောက်တုံးကိုကျွန်တော်ထွင်းထူးနေတာကအလွယ်ကြီးထွင်းထူးနေသူ့ကိုပြောရမှာဒါဒီလိုစသည်ဖြင့်ပေါ့ဗျာเนาะကျွန်တော်တို့အဲ့ဒီအတွက်ကျွန်တော်တို့ဘောကလည်းကျွန်တော်တို့ထွင်းထူးရမှာဒီအလုပ်မားတယ်ငါဒီလိုဟောက်လိုက်ရင်ငါမိမမျက်နှာဆူတော့ငါသမီးငါ့ကိုစူပုတ်ပြီးဆက်ဆက်တာပါငါရဲ့ဖခင်ဆိုတဲ့နှွေးထွေးမှုသူ့ထံကနေပျောက်တော့သူငါ့ကိုဖခင်ဆိုတာနှွေးထွေးတဲ့အရာဖခင်ဆိုတာအရေးလိုမြင်မှာမဟုတ်တော့သူမြင်တော့မှငါ့ကိုဖခင်ဆိုတာကကြမ်းတမ်းတဲ့အရာငါထံကနေထွက်ပြေးဖို့ပဲသူကြိုးစားတော့မှာကျွန်တော်တို့ငယ်ဘဝတော့ကျွန်တော်တို့ကိုစဉ်းစားကြည့်လိုက်အိမ်မှာမနေချင်ဘူးစဉ်းစားတယ်ပတ်စံလက်ထဲမှာ9000ရှိတယ်ဘလက်ချောင်းကျော်10တို့လောက်ဝယ်ပြီးမှ10ရက်လောက်ပြီးမှတနက်လိုက်ကလေးတွေးနေတွေ့တာအဲ့လိုမိတ်ဆွေတို့လည်းကြုံဘူးလိမ့်မယ်အဲ့ဒါဘာဖြစ်လို့လဲကျွန်တော်တို့ရဲ့ဘဝတွေမှာကျွန်တော်တို့ nerve အတိုင်းကျွန်တော်တို့ကလေးတွေကိုကျွန်တော်ငါကလေးပဲကွာငါသားပဲကွာငါပြောချင်တယ်တချို့ကဆဲပြီးပြောမယ်တချို့ကဟောက်ပြီးပြောမယ်တချို့ကရိုက်ပြီးပြောမယ်သားသမီးတွေကြိမ်လုံးထားဖို့တော့စွန့်နေပဲဒါပေမဲ့သားသမီးခံနိုင်ရှိတဲ့အထိပဲရိုက်ဖို့ရှိရဖွင့်ပေးခဲ့တာခံနိုင်တဲ့ပြင်ပမရိုက်ခိုင်းတာ哦အဲ့တော့ဗျာဒီတော့လှပတဲ့ဘဘူးရုပ်ကလေးတွေသူတို့မှာလှပတဲ့ဟာမဖြစ်တဲ့အစိတ်ပိုင်းကိုပဲကျွန်တော်တို့ဖယ်ရမှာပါသူတို့စိတ်တွေကိုအနာတရားဖြစ်စေသွားအဲ့ဒီကလေးတွေကကြီးလာတဲ့အခါမှာကျွန်တော်တို့တချို့လူမျိုးစုတွေမှာတချို့ယောက်ျားတွေမှာဒီလိုယုံညံ့တဲ့စိတ်ဓာတ်လည်းရှိတယ်သူတို့မှာဒါမျိုးဇကပုံရှိတယ်မိန်းမနဲ့နွားမတနာရဘူးမိန်းမနဲ့နွားမတနာရဘူးဒါအမားကြီးတွေအုံနောက်ထဲမှာဒီအတွေးခေါ်အမားကြီးအခုလည်းကျွန်တော်ပြော3ခုဥဆောင်နေတာစိတ်နောက်တစ်ခုကအုံနောက်အတွေးခေါ်ဒီအတွေးခေါ်အမားကြီးတွေကျွန်တော်တို့ဝင်တယ်ရမ်ဇန်ကကျွန်တော်တို့ကိုတယောက်ရဲ့အခွင့်အရေးကိုတယောက်ပေးဖို့ဘယ်လောက်ထိပြောလဲဆိုတော့အလုတ်သမားရှိရင်အလုတ်သမားရဲ့အခွင့်အရေးကိုပေါ့ပေါအောင်လုပ်ပေးပါတဲ့သူကဂျနတ်တရားရှိမယ်တဲ့ဟာဒီစ်တော်မှာဖဇာရမ်ဇန်ရဲ့ပထမဆုံးဟာဒီစ်မှာအဲ့ဒါလား
တမန်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကောက်ဆယ်ရေကန်ကိုတိုက်မယ်တဲ့ဆိုတော့တခြားသူကိုဒီလာမိုဝါဆာဟလာတခြားသူကိုချင်းစားမယ်လားဒီအရေးချင်းတွေကိုရအောင်ကရမဇန်တစ်လလည်းယူရအောင်မဟုတ်ဘူးခင်ဗျာမွတ်စလင်ကျွန်တော်မွတ်စလင်တယောက်ဖြစ်တယ်စစ်မှန်တဲ့မွတ်စလင်တယောက်ဖြစ်နေဘဝရှင်သန်ခြင်းနဲ့ကျွန်တော်အမျိုးသားတယောက်ဖြစ်တယ်ဖခင်တယောက်ဖြစ်တယ်ခင်ပွန်းတယောက်ဖြစ်တယ်ရက်ွက်ကိုအုပ်ချုပ်ရတဲ့သူဖြစ်တယ်အဲ့ဒီစစ်မှန်တဲ့မွတ်စလင်ခေါင်းဆောင်ကောင်းတယောက်အနေနဲ့ရှင်သန်ခြင်းနဲ့ဆိုဒီစိတ်ကမထဲ့လို့မရအဲ့စိတ်မရှိရင်လည်းကျွန်တော်ကိုခေါင်းဆောင်ထပ်မှာမဟုတ်ဘူးရှေးရလူသူကကျွန်တော်တခါအလုပ်တွေလုပ်တဲ့အခါမှာတချို့တွေပတ်စံလိန်သွားတယ်လိန်သွားတဲ့အခါမှာကျွန်တော်ဇနီးကပြောရှင်းမပြောဘူးလားတရားတော့မပေးပါနဲ့သူပုံစံငကိုတွေကကြည့်ရတာအဆင်မပြေဘူးဆိုကျွန်တော်သူ့ကိုပြောပြတယ်ငါတို့ကပေးဖို့ပဲသူကငါတို့စီမှာအားကိုးပြီးလာတောင်းတယ်ရှရီယတ်မှာပြောတယ်ပတ်စံချီးပေးတယ်ဆိုတာကတောင်းတဲ့သူကိုပေးတာစသကာတဲ့နှစ်ဆမြတ်တယ်လို့ပြောတယ်သူတိတ်ခါကိုဖုံးကွယ်ပြီးမှလာတောင်းတာငါလည်းပေးနိုင်လို့ပေးလိုက်တာလိန်နာမလိန်နာသူ့ဘက်မင်းသူလိန်သွားတယ်လို့သတ်မှတ်လိုက်အောင်မနေ့ပြန်ကီယာမတ်နေ့မှာ तू ကသူ့ရဲ့ကောင်းခြင်းအားလုံးငါတို့တောင်းတလောက်ပေးရမှာအကယ်၍ तू ကသူ့မှာကောင်းခြင်းမရှိတော့ဘူးဆိုရင်ငါတို့ရဲ့မကောင်းခြင်းကို तू ယူရမှာငါတို့အမလ်တွေပါရှိလို့လေအလ္လာဟ်ထံမှာမျက်နှာပန်းလာဖို့အတွက်ဒီဟာလေးပြီးလိုက်တော့ငါတို့အာခရတ်မှာ guarantee တောင်ရသေးတယ် तू လိန်သွားတာ guarantee တောင်ရသေးတယ်ဒါကြောင့်ကျွန်တော်ပညာရေးမှုကျွန်တော်ကျောင်းပညာရေးမှုမောနာမူဖတီအနာမဟာဆန်ဆပ်ကကျွန်တော်အကျွေးတစ်ခုသူ့လက်နဲ့ပေးပြီးတော့ကျွန်တော်ပြန်မတောင်းတော့ဆရာတဲ့ပြန်တောင်းလိုက်ပါတဲ့ဆရာတောင်းလိုက်ပါတဲ့မဟုတ်ကျွန်တော်မတောင်းချင်တော့ဘူးဆရာမတောင်းရင် तू ပြည့်စည်သွားမှာဗောတဲ့အာခိရတ်မှာဒီကိုသိရသူကျတော့ဒီနဲ့သိပြီးစဉ်းစားတယ်ဟုတ်ပြီကျွန်တော်တောင်းလိုက်ပါမယ်ဗော तू ကကျွန်တော်မတောင်းလို့လွတ်ထားလိုက်လို့ तू ကကျွန်တော်အချင်းချင်းတောင်းပါဆိုပြီးမှပြောတယ် तू တောင်းပါဆိုတာကကျွန်တော်ရသိချင်လို့မဟုတ်ဘူးဟိုလူမပြည့်စည်အောင်လို့ဒီကိုသိရသူကအဲ့ဒါသိရဒါကြောင့်မိတ်ဆွေများခင်ဗျာအတွေးခေါ်လဲစိတ်မှန်လာပြီဆိုအတွေးခေါ်မှန်လာလိမ့်မယ်ဘယ်အရာမှကျွန်တော်တို့မဆုံးရှုံးသွားဘူးအလ္လာဟ်အတွက်နှစ်သက်ပြီးလုပ်နေတာဘယ်တစ်ခုမှအလ္လာဟ်ရှင်ကျွန်တော်တို့ဆုံးရှုံးမှုမထည့်တာဘူးအကုန်အကောင်းနေရွေးကျွန်တော်တို့ကရုပ်ဝတ္ထုကိုကျွန်တော်တို့ကြည့်တယ်စီဝါရေးရှုံးသွားရင်ရှုံးသွားပြီပတ်စံဒီနေ့အမျက်မရဘူးဆိုမရဘူးပတ်စံရဖို့အတွက်ကျွန်တော်တို့မနဲ့လဲ၄နာရီထားတယ်ဖဂျီရမပတ်ဘူးရအောင်ဒီဟာတွေလုပ်တယ်ဟာလာငွေတစ်ချက်ရက်အိမ်ကကလေးကမုတ်ဖို့တောင်းမတုံးသေးနဲ့အကုန်လုံးမှချုပ်ပြီးမှကျွန်တော်ဒီပတ်စံတစ်ခုရအောင်ကျွန်တော်အဓိကရွေပတ်စံတစ်ခုရအောင်လုပ်တယ်တခြားဟိုကုပ်တွေကိုရော့သွားတယ်အဲ့တော့အဲ့ဒီပတ်စံကကျွန်တော်ဘာကပ်ပြီး happy မဖြစ်ဘူးပတ်စံဝင်ငွေရဲ့လမ်းကြောင်းက happy ဖြစ်မှာပျော်ရွှင်တဲ့လမ်းကြောင်းရဲ့လာမှာငွေရသွားတယ်အများကြီးရသွားတယ်ကျွန်တော်ပြောပြမယ်ကျွန်တော်အခုပဲလမ်းလာတဲ့ motor vehicle ကျွန်တော်ရက်ခိုင်းပါသူကကျွန်တော်မားတယ်ဆိုတော့ပတ်စံရစေချင်သူတို့တွေဘလောက်ဒီ gate တွေမှာသူတို့ပတ်စံတွေရတယ်နော်ဒါပေမဲ့သူတို့ဘကတောက်ပြောင်လာမပြောင်ဘူးဘယ် motor vehicle မှာဘီလီယံနာမဖြစ်ဘူးသူတို့လုံးဝလည်းမရှိသေးရအောင်ရှိတာနဲ့ကုန်ပါပဲဘာဖြစ်လို့လဲဝင်ငွေရဲ့လမ်းကြောင်းက happy မဖြစ်ဘူးကျွန်တော်တို့တင်တာကျွန်တော်တို့ရဲ့တယောက်ရဲ့အမွေကိုကျွန်တော်ဝိုက်လိုက်ရင်အိမ်မှာကျွန်တော်နေကျွန်တော် happy ရက်ွက်တယ်မှာလည်းကြည့်တယ်အမွေဝိုက်ပြီးမှနေတဲ့အိမ်ကိုကြည့်လိုက်အဲ့အိမ်ကရုပ်အဆိုးဆုံးအဲ့အိမ်ကအဟောင်းနှမ်းဆုံးဖြစ်နေလိမ့်မယ်ဘလို့မှတမ်းမဖြစ်နိုင်ဝေးလမ်းကြောင်းက happy မဖြစ်တာသူ့ထဲမှာဘလို့မှခူရှိမဖြစ်နိုင်ဆိုတော့ဒါကသဘာဝပဲဒါကျွန်တော်တို့ထဲမှာကျွန်တော်တို့ရဲ့အရေးချင်းတွေကျွန်တော်တို့ရဲ့တိဆောက်မှုတွေကလမ်းမှန်ဖို့ဆိုကိုကအမှန်တိုင်းပဲတော့မှန်ဖို့ကြိုးစားကိုယ့်ရဲ့ nerves ကိုထိတ်တရားမလုပ်ရဘူးเนาะဒါမလုပ်ရဒီတိုင်းနေလောကကြီးမှာအခုကျွန်တော်မှသမီးရှိတယ်ဆိုရင်ကျွန်တော်အခုသူ့ကိုအိမ်တောင်ဘက်ရှာဖို့ကျွန်တော်လူတွေကိုကြည့်လိုက်တဲ့အခါမှာလူကောင်းဘယ်လောက်ရှားသွားပြီလဲသမီးကိုအိမ်တောင်ဘက်ရှာတဲ့အခါမှာဖခင်နေဒီစိတ်အမြဲရှိသူ့ကိုကြည့်ရင်လည်းအနာစာနဲ့ဟိုဟာကြည့်ရင်ဟိုဟာဒီလိုလူကောင်းရှားတဲ့ခေတ်ကြီးဖြစ်သွားတကယ်လူကောင်းရှားတဲ့ခေတ်ကြီးဖြစ်သွားအဲ့ဒီလူကောင်းရှားနေတဲ့အခါမှာကျွန်တော်ကနှလုံးလေးနည်းနည်းလေးတန့်ကြည့်လိုက်ကောင်းကင်မှာမောင်နေတဲ့အချိန်မှာမိတ်တို့ကျဲလေးရလည်းပဲလူတွေကိုလမ်းပြတဲ့အရာဖြစ်သွားဟုတ်တယ်မလားအရန်ကြီးလင်းစရာမလိုဘူးလေလူကောင်းရှားနေတဲ့အခုလိုခေတ်ကြီးမှာကျွန်တော်နှလုံးသားကိုနည်းနည်းပြင်ကြည့်လိုက်အလ္လာဟ်ရှင်ကျွန်တော်တို့ကဘလောက်ကြီးမားတဲ့အလုပ်တွေယူလဲဆိုတော့ကျွန်တော်ဘောကမြင်ရလိမ့်မယ်ကျွန်တော်တို့ကလေးတွေကိုကျွန်တော်တွင်တင်ပါဒီစိတ်ကိုအကောင်းဆုံးဖြစ်အောင်တမန်ဆလ္လာလဟ်အလိုင်းဝါဆလမ်နှစ်သက်တဲ့မွတ်စလင်တယောက်ရဲ့အွမ်မတ်တယောက်ရဲ့စိတ်ဖြစ်အောင်ကိုယ့်ရဲ့အခွင့်အရေးကိုနောက်ဆုတ်ပြီးမှသူများရဲ့အခွင့်အရေးကိုဦးစားပေးတဲ့သူတွေဖြစ်အောင်ဒါကျွန်တော်တယောက်တိုင်းကြိုးပမ်းရမယ့်ကိစ္စအဲ့လိုကြိုးပမ်းခဲ့တဲ့ဆွာပါတွေကကဘာဦးဆောင်ခဲ့တယ်ကျွန်တော်တို့ကိုယ့်ရဲ့အခွင့်အရေးကိုအရင်ယူပြီးမှသူများအခွင့်အရေးကိုဝိုက်ဖို့ဘယ်ချိန်စပြီးကြိုးပမ်းလာလဲ
မျိုးထဲမှာလည်းကျွန်တော်ပတ်စံတော့ရှိတယ်တိတ်ခါမရှိဘူးပတ်စံတော့ရှိတယ်တိတ်ခါမရှိဘူးပတ်စံတော့ရှိတယ်ကျွန်တော်ဇနီးရဲ့ကျွန်တော်မလေးစားဘူးပတ်စံတော့ရှိတယ်ကျွန်တော်သားသမီးရဲ့ကျွန်တော်ပတ်စံရှိအောင်ပဲသူကဝိုက်ထားတာဟုတ်ပတ်စံရေတွက်တော့ရှိတယ်ဒါပေမဲ့တနေရာမှာဘာကက်မရှိအဲ့ပတ်စံကြောင့်သူ့မှာဘာမှမရပါဘူးဒါကြောင့်တိတ်ခါငွေကြေးမှာပြီးတော့ငွေကြေးဆိုတဲ့အရာလဲလူရဲ့အနောက်မှာလိုက်တာဥပမာကျွန်တော်လူကောင်းဆိုရင်ကျွန်တော်က project တစ်ခုကျွန်တော်လုပ်ချင်တယ်ဒီ project ကစီမံကိန်းကဒီရက်ကရင်ဒီရက်ပစ္စည်းကဒီရက်လာမှာလူတွေထဲမှာလိုအပ်တဲ့ပစ္စည်းဖြစ်တယ်အဲ့ဒါကိုကျွန်တော်ဒီမှာ6လ project ကျွန်တော်လုပ်မှာဒါမှတစ်နှစ် project လုပ်မယ်အမြက်ကတော့ဒီဟာရင်းတဲ့အတွက်ဒီလောက်ရမယ်ဆိုပြီးကျွန်တော်တသေးတယောက်ကိုသက်ချက်ပြကြည့်လိုက်သူကျွန်တော်ကြည့်ပါဒီကောင်လုပ်ရည်ကိုင်းလည်းရှိတယ်သူပြောတာအကုန်မှန်ပဲမင်းဘယ်လောက်လိုလဲပြောမေးပြီးမှထုတ်ပေးလိုက်ပြောလုပ်လိုက်ပေးမလားမပေးဘူးလားပြောကြည့်လိုက်ပေးမှာကျွန်တော်ဘွားကအမှန်ကန်ဖြတ်တန်းခဲ့တာသူသိပြီးသားပဲအဲ့ဒါတော့ကျွန်တော်ပြောစရာမလိုကျွန်တော်လာပြီးပြောနေမှာနော်ခင်ဗျာဒီလုပ်ဘာအခုဘာလုပ်နေရလဲကျွန်တော်ပတ်စံနေပိုးနေတယ်ဗျာဘာလို့မှမလုပ်တတ်ဘူးဒါလေးကျွန်တော်ထည့်ပေးပါယုံကြည်ရင်တေချာပေါ့လာပြောမှာအခုကျွန်တော်တို့စီငွေချေးဘာလို့မရောက်တာတိတ်ခါဘာလို့မရောက်တာကျွန်တော်တို့ကိုယ့်ဘဝကိုမတိဆောက်ထားတာကျွန်တော်တို့အရာအလုံးသိတယ်ကိုယ့်ကိုမသိဘောလုံးပွဲအကြောင်းသိတယ်ဟိုဟာအကြောင်းသိတယ်အကုန်သိတယ်ရန်ကုန်ကလူငယ်တွေဆိုပို့ဆိုးတယ်နော်အခုသူတို့ဘောလုံးပွဲကလေးဒီဘောလုံးကစားတဲ့လူတယောက်ရဲ့တမိုင်းမေးကြည့်လိုက်ဒါသူအတင်းအကြောင်းမေးကြည့်လိုက်အိုးလွန်ခဲ့တဲ့သူမမွေးခင်တည်းကရှိခဲ့တဲ့ဒီပြအကြောင်းနဲ့သူပြောပြလိုက်အဲ့တော့ကျွမ်းကျင်တယ်အကုန်သိတယ်မသိရဘာမှမရှိဘူးဒါပေမဲ့သူတို့ကိုသူတို့မသိမင်းပါလဲလို့မင်းမသိမင်းပါလဲလို့မင်းအနာဂတ်ကဘာလဲမင်းဘယ်လမ်းကြောင်းသွားမှာလဲမင်းဘာဖြစ်ချင်တာလဲသူ့ကိုမေးကြည့်တယ်မသိလူငယ်ထဲမှာအလွန်ဆုံးရှိရင်ကျွန်တော်နိုင်ငံခြားသွားမယ်ကိုရီးယားသွားမယ်ဂျပန်သွားမယ်အလုပ်လုပ်မယ်အလုပ်သမားစိတ်တဲ့အပြင်သူတို့ကတစ်ပါးမရှိဘူးပညာပါကြောင့်တင်လဲအလုပ်ကောင်းကောင်းရဖို့ဒါကျွန်တော်နိုင်ငံမှာဒီလောက်မရှိသေးဘူးเนาะအိန္ဒိယတို့ဒီပါကစ္စတန်တို့ဒီဘက်တခြားနိုင်ငံတွေမှာပညာရေးစာပြီးဖွံ့ဖြိုးပြီးသားနိုင်ငံတွေမှာအဲ့ဒီစိတ်ဓာတ်ကပိုပြီးမှရှိအမေရိကန်မှာဆိုပိုပြီးမှရှိပြီလားအမေရိကန်မှာလူ100ကို100မေးလိုက်အခုပညာသင်ဘာလုပ်မှာလဲဆိုရင်အလုပ်လုပ်မှာသူများဆိုင်မှာအလုပ်လုပ်မှာသူများကုမ္ပဏီမှာအလုပ်လုပ်မှာယာရုကြီးရဖို့ဒီပညာသင်တာသူတို့မှာခေါင်းဆောင်စိတ်တဲ့ထဲကုန်မပေးတာဘယ်သူတို့ကျောင်းတွေကလည်းပဲစီရင်ကိုင်ဒီပညာအလုတ်သမားခေါင်းဘယ်လိုဖြစ်ရမလဲအဲ့ဒါပဲသင်ပေးတာဒါကြောင့်မို့သူတို့ကအလုတ်သမားလိုပဲလေပညာရေးကအဲ့တိုင်းလောက်တာချမ်းသာတဲ့သူကလက်နဲ့လူနည်းစုပဲရှိတယ်အားလုံးကအလုတ်သမားပဲကျွန်တော်တို့ကလေးတွေဘယ်နိုင်ငံအမေရိကသွားလိုက်10နှစ်နေလိုက်ကျွန်တော်တို့အမျိုးတွေအမေရိကမှာရှိတယ်ဆိုရင်10နှစ်နေခိုင်းကြည့်လိုက်ဆိုင်ရှင်မဖြစ်ဘူးနှစ်20နေခိုင်းကြည့်တဲ့ဆိုင်ရှင်မဖြစ်ဘူးစိတ်သက်ကိုထည့်ပေးထားတာသူတို့အဲ့တဲကိုရုံးမထမ်းသူတို့သိတာကလာတာကောင်းကောင်းရရင်အားလုံးပြည်လဲပြီသူတို့ပဲသိထားတာအကျွေးနဲ့အိမ်ဝယ်မယ်လာတာနဲ့ဆက်မယ်အချိန်တန်ကြရင်အဲ့ဒီလာတာတွေကဖြတ်ထားတဲ့ဟာနဲ့အဖိုးကြီးဖြစ်ရင်အစိုးရကသူတို့ပေးမယ်ဒါသူတို့ဘုရားစက်တင်ပြတော့သူတို့အဲ့တိုင်းရိုက်ထက်ထားတာမင်းအလုပ်ကောင်းကောင်းလက်တော်လို့လာတာတွေကဒီလောက်ဖြတ်မယ်ဒီလောက်ခွန်ဖြတ်မယ်ကြီးလာရင်အစိုးရမင်းတို့ထောက်ပံ့လိမ့်ခေါင်းဆောင်စိတ်တဲ့ရှိကိုမရှိတာအစ္စလာမ်ကခေါင်းဆောင်စိတ်တဲ့ပေးထားတာအလုပ်သမားတော့အစ္စလာမ်ကမလုပ်ခိုင်းဘူးအလုတ်သမားတော့မဖြစ်မနေဖြစ်တဲ့အခါမှာအလုတ်သမားလောက်ခိုင်းတာအကုန်လုံးကိုယ်ပိုင်လောက်ခိုင်းတာကုန်တယ်လို့စိုက်ပျိုးရေးမှာစိုက်ပျိုးတဲ့သူဖြစ်အောင်လုပ်အစ္စလာမ်ကခေါင်းနေရာတိုင်းမှာတပည့်ဆလ္လာလာဟ်အလိုင်ဝါဆလမ်မရှိတဲ့နောက်ပိုင်းမှာဒီခေါင်းဆောင်မှုတစ်ခုလုံးကဒီအွမ်မတ်ပေါ်ရောက်လာတယ်အွမ်မတ်တယောက်တိုင်းဟာအိမ်ဆိုရင်မိသားစုကိုဥဆောင်တဲ့သူရောက်မွတ်စလင်ဖြစ်ရင်ဟိုမှအားလုံးကိုဥဆောင်ရတော့ပါပဝင်းကျင်မှာအီမန်လက်မှတ်နဲ့သွားနေတာပဝင်းကျင်မှာဘယ်ဘက်မှာနစ်နာနေလဲအားလုံးဟာရက်ွက်ထဲမှာဥမာမြောင်းမှာရေပိတ်နေဒီမြောင်းမှာရေပိတ်နေတဲ့တာဝန်မြောင်းဒီရေကလမ်းမပေါ်မှာစီးနေတယ်အဲ့ဘယ်သူတာဝန်ဖြစ်မလဲပြောကြည့်ပါဘယ်သူတာဝန်ဖြစ်မလဲကျွန်တော်တာဝန်ဘယ်သူတာဝန်မဟုတ်ဘူးခင်ဗျာကျွန်တော်ကိုအလ္လာဟ်ရှင်ကတမန်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့နေရာဘတ်အဖြစ်နဲ့အွမ်မတ်အဖြစ်နဲ့ဒီတာဝန်ပကုံးပြောင်းပြီးကျွန်တော်ဆေလွတ်လိုက်ပြီးရက်ွက်ထဲမှာဒီပရိုက်တာလူတွေတာဝန်မဟုတ်ဘူးကျွန်တော်တာဝန်ဒါကျွန်တော်ဒီရက်ကွက်ထဲမှာရှိတာဒါကျွန်တော်ရဲ့တာဝန်ဟုတ်တယ်ကျွန်တော်ဒီဟာကိုလုပ်ရမှာဒါပေမဲ့လုပ်လားမလုပ်ဘူးကျွန်တော်တာဝန်လို့ကျွန်တော်မယူဘူးကျွန်တော်ခေါင်းဆောင်လို့မခံယူသွားဘူးခေါင်းဆောင်ဆိုတာဆရာကြီးဆိုတာဒီတိုင်းဆရာကြီးဖြစ်သွားတာမဟုတ်ဘူးခေါင်းဆောင်ဆိုတာဒီတိုင်းခေါင်းဆောင်ဖြစ်သွားတာမဟုတ်ဘူးသူ့ကနေသူ့ရဲ့လက်နဲ့အကျိုးခံစားရတဲ့သူတွေဘယ်လောက်များလဲအဲ့လောက်ဆရာကြီးဖြစ်သွားတာမဟုတ်လားကျွန်တော်ကနာမည်မှာဆရာကြီးဘယ်သူဆိုပြီးကျွန်တော်တက်ထားတယ်ကျွန်တော်ဆရာဘယ်သူမှအကျိုးမခံစားရဆိုအဲ့ဆရာကြီးရဲ့ဘာဖြစ်မှာဘိန်းတော့ဆရာပဲဖြစ်မှာနော်ဘိန်းတော့ဆရာဘာမှအရေးချင်းမရှိတဲ့ဆရာပဲဖြစ်မှာဒီမှာဆရာကြီး10ခေါက်လောက်စလုံးအကြီးကြီးနဲ့ဆိုင်းမွေးကြတာဆရာကြီးဘယ်သူဘ
င်းတော့ဆရာပဲဖြစ်မှာတခြားအဖို့ဆရာကြီးဖြစ်တယ်ခေါင်းဆောင်ဖြစ်တယ်ဆိုတာသူ့ရဲ့လက်ကနေလူတွေအကျိုးခံစားရတဲ့သူကိုဆရာကြီးလူတွေပါဇက်ကအလိုလိုအနေနဲ့ထွက်လာဆရာကြီးသူရှေ့ရလာရင်ဒီဘက်ကနေရှောင်းပြီးမှသူ့ကို exit ပေးပြီးမှသွားအဲ့တော့ကိုယ့်ကိုတိတ်ခါကိုယ့်ကိုအရေးချင်းရှိအောင်မွေးပါကျွန်တော်တို့ဒီခုလိုလူကောင်းရှားတဲ့ခင်မှာကျွန်တော်တို့နည်းနည်းလေးအလုပ်ပေါ်မှာရှိလိုက်တာကျွန်တော်တို့နည်းနည်းလေးကိုယ်စိတ်ကို control လုပ်ပြီးမှလူကောင်းတယောက်ကဲ့သို့ဘဝရှင်သန်တာဟိုမှာ Facebook မှာ post တစ်ခုတွေ့တယ်ခင်ဗျားသမီးကအကေခင်ဗျားလိုလူကိုရရင်ခင်ဗျားကျင်းနဲ့လာတယ်မေးတာခင်ဗျားနှခမ်းပြုံးနိုင်လာတယ်ခင်ဗျားသမီးကခင်ဗျားလိုလူရရင်ပြုံးနိုင်တော့ခင်ဗျားလူကောင်းပါတယ်တကယ်လည်းဟုတ်တယ်ကျွန်တော်တို့ဘာရချင်တာလဲအဲ့ဒီရချင်တဲ့ဟာကိုကျွန်တော်အရင်တိဆောက်ရမှာလေကျွန်တော်တို့ရှေ့ရသူစီကနေမေတ္တာရချင်တာလားအဇက်ရချင်တာလားဘာရချင်တာလဲကျွန်တော်အရင်တိဆောက်အရင်ပေးမပေးဘဲနဲ့အဲ့ဒါတွေမရောက်တော့လေးစားတဲ့သူတော်စင်ပေါင်းတို့ခင်ဗျာရမ်ဇန်ဟာပြုပြင်ရမယ်လားဖြစ်ပါတယ်အတိအကျမိမိရဲ့ nerves ကိုဒီမှာပြုပြင်ဖို့အလားရှင် program တွေထားပါတယ်မနေ့မိုးလင်းကနေညနေအထိအချိန်တိုင်းမှာ software နဲ့ဟလာကိုချင်းစာတရားနဲ့တွားဖို့အတွက်အလားရှင်ကျွန်တော်တို့ကို therapy လုပ်ထားတယ်အဲ့ဒီ therapy ကိုရမ်ဇန်ပြီးလ17လလုံးမှာယူသွားပါကိုယ့်ရဲ့သားသမီးတွေကိုပြောပြပါကိုယ့်ရဲ့နှုတ်ရှာနဲ့လက်ကနေတခြားသူဒုက္ခမရအောင်လေ့ကျင့်ပြီးအဲ့တိုင်းတိဆောက်ပါအရာတိုင်းကိုဘာဖြစ်ချင်လဲအဲ့ဒါကိုပေးနိုင်တဲ့ပုံစံမျိုးနဲ့တိဆောက်ပါဒီမှာပြောတယ်မင်းဘာစားလဲအဲ့ဒါဝါဖြေတဲ့သူကိုအဲ့ဒါကျွေးမယ်ဆိုရင်အဲ့ဒီရဲ့ solve လည်းရမယ်ဝါဖြေတဲ့သူလည်းညော့သွားမှာမဟုတ်စာနာဖို့တော့ပဲပြောတာကိုဘာကြိုက်လဲမွတ်စလင်ဆိုတာဟာလားမိမိညီနောင်ကြိုက်တဲ့ဟာကိုတခြားသူကိုပေးကြိုက်တဲ့ဟာကိုမွတ်စလင်လို့ခေါ်တယ်ကိုကတော့ဒါကြိုက်တယ်ကိုညီနောင်ကဒါမပေးချင်ဘူးအဲ့ဒါမွတ်စလင်မဟုတ်ဘူးကျွန်တော်တို့အမေမတွေထဲမှာအဲ့ဒီစိတ်သက်ရှိတယ်ကိုကအကောင်းဝတ်ချင်တယ်အဟောင်းစမတ်မြောက်ပေးချင်တယ်မင်းကျတော့အကောင်းဝတ်တယ်အဟောင်းဘာလို့ပေးတယ်စသည်ဖြင့်ကျွန်တော် therapy လုပ်အောင်သူတို့မှာလည်းပဲသူတို့ရဲ့အပြစ်မဟုတ်ဘူးသူတို့ therapy လုပ်မဲ့သူမရှိတာငွေချင်းနဲ့ပတ်သက်ပြီးသူတို့တွန့်တိုတာတွေဟာအမျိုးတွေထဲမှာသူတို့တွေစိတ်တဘောထားမကြီးနိုင်တာတွေမောင်နှမတွေကြားထဲမှာသူတို့မကြီးနိုင်တယ်သူတို့မသိတာသူတို့ပတ်ဝန်းသူတို့လူတွေအားလုံးကြီးပြင်းတဲ့ပုံစံကဒီကိုတိကြည့်ပြီးမှကြီးပြင်းတာမဟုတ်ဘူးပတ်ဝန်းကျင်ကိုကြည့်ပြီးမှကြီးပြင်းတာပတ်ဝန်းကျင်မှာသူများမိန်းမဈေးရောက်ရင်လေကျွန်တော်မိန်းမဈေးရောက်တာဟာလာဖြစ်သွားတယ်လို့ပဲပုံမှန်သူများမိန်းမဈေးရောက်နေငါမိန်းမမင်းလည်းဈေးရောက်ဟာလာလို့ထင်တာသူများမိန်းမ1000ဈေးရောက်ကျွန်တော်မိန်းမဈေးရောက်ခြင်းဟာရမဲ့မရောက်ရဘူးကျွန်တော်ရှိနေတဲ့ကျွန်တော်ကြွေးရမှာသူ့ဘာမှအပြင်မှာထွက်ပြီးဈေးရောက်ခိုင်းစရာအကြောင်းကိုမရှိတယ်ကျွန်တော်တို့အားလုံးကပတ်ဝန်းကျင်ကိုကြည့်ပြီးမှကြီးတာအဲ့တော့ကျွန်တော်တို့ဘဝမှားတာသူများကပတ်စံရှိတဲ့သူကိုဂုံရှိတယ်လို့မြင်တဲ့အခါမှာကျွန်တော်ကငွေကြေးရှိဖို့တော့ပဲကျွန်တော်ကစူးစမ်းနေတာကျွန်တော်တိဆောက်ဖို့မေ့သွားတယ်ကိုယ့်ကိုမတိဆောက်ဘဲနဲ့ငွေကြေးမရှိနိုင်ကိုယ့်ကိုမတိဆောက်ဘဲနဲ့ငွေကြေးမရှိနိုင်ပညာရှင်တွေအကြောင်းအရာတိုးလေးတစ်ခုတစ်ကြောင်းနဲ့ပြောတယ်ငွေချမ်းသာခြင်းတစ်ခုပဲတိဆောက်တယ်ငွေချမ်းသာခြင်းတစ်ခုပဲတိဆောက်ဘဝမှာအောင်မြင်ခြင်းတစ်ခုပဲတိဆောက်အဲ့တစ်ခုကပါလေပတ်ဝန်းကျင်ကပြောလိမ့်မယ်ကျွန်တော်နာမည်မမုတ်ပိုင်ဆိုရင်မမုတ်ပိုင်ကစိတ်ချရတယ်အဲ့တစ်ခုပဲတိဆောက်တယ်မမိုးပိုင်ဆိုယုံကြည်ရတယ်အဲ့တစ်ခုပဲတိဆောက်တယ်ပတ်ဝန်းကျင်မှာလည်းခေါင်းဆောင်ဖြစ်လာလိမ့်မယ်ငွေကြီးလည်းရှိလာလိမ့်မယ်ဒါဆိုကိုယ့်ကိုအရင်တိဆောက်ရတယ်ငွေကြီးကသူ့နောက်ကသူလိုက်လာလိမ့်မယ်အဲ့တော့ရမ်ဇန်ကကျွန်တော်တို့ကိုအဲ့ဓာတွေကိုလှုပ်ခိုင်းတာအဲ့ဓာတွေကိုလှုပ်ပါတငယ်ချင်းတွေကိုပြောပြပါသားသမီးတွေကိုပြောပြပါမိသားစုတွေပြောပြပါဒီဟာကိုတိဆောက်ရတာဟာနော်လူနှစ်ယောက်ပေါင်းစည်းတယ်ဘာမှသူ့ကိုကျွန်တော်ကြောစရာလည်းမလိုဒေါသထွက်စရာလည်းမပတ်သက်ချင်ဘူးသူစိတ်ထဲမကြိုက်ဘူးမပတ်သက်နဲ့ဇနီးပဲဖြစ်နေလင်းကစားကျွန်တော်သူ့ကိုတင်ပေးဘာမှသူ့ကိုရန်ဖြစ်စရာလည်းမလိုပြောစရာလည်းမလိုကျွန်တော်တွေးနေတာကျွန်တော်ရှာတွေးနေတာကျွန်တော်မွေးနေရန်ဖြစ်တာဘာအကြောင်းရန်ဖြစ်တာရန်မဖြစ်နဲ့အဖြေချရန်ဖြစ်စရာဘာအကြောင်းမှမရှိဘူးမတူတဲ့သူနှစ်ယောက်မင်းကိုချစ်လွန်ကမဟာပေးပြီးမှတိတ်ခါပေးပြီးပေါင်းတာဘာမှရန်ဖြစ်စရာမသူများရဲ့သားသူကျွန်တော်မှသမီးရှိတယ်သူများလည်းသူလည်းတခြားသမီးပဲသူ့ကိုဟောက်စရာမလိုဘူးသူကဒီဘက်နဲ့မိမဒါဘာဖြစ်လို့ဒီလိုဖြစ်သွားလဲဘာဖြစ်လို့ဒီလိုဖြစ်သွားလဲအဖြေချသူကပြောပြလိုက်မယ်ကျွန်မတရားဒီလိုလုပ်ရင်လည်းမှားသွားတာအေးနောက်တစ်ခါမှမှားတယ်နောက်တစ်ခါမှမှားတယ်ဒါငါတို့ဒီလိုဆုံးရှုံးစေပြီးသွားပြီဘာမှရန်ဖြစ်တာကျွန်တော်ဆုံးရှုံးတဲ့အခါကျရင်လည်းသူဟုတ်တယ်ငါမှားသွားတယ်ငါဒီကတခုတတိလက်လွတ်ဖြစ်သွားနောက်မဖြစ်စေရဘူးဒီအမှားအတွက်ငါတောင်းယူတယ်နောက်မဖြစ်စေရဘူးငါမင်းလည်းတောင်းမှန်တယ်ပြောကြည့်လိုက်ရှင်းမလားပြဿနာရှင်းမလားမဖြစ်စရာအကြောင်းမရှိတော့သူကပဲရှင်ဘာလို့ဒါလောက်တာလဲမင်းကဘာကောင်းမှမလို့ငါ့ကိုလာပြောတာငါအိမ်အောင်အဲ့မှာစိုက်ပြဿနာတက်
ကိုကလည်းသူအမျိုးသမီးကလည်းအဲ့လိုပဲဆိုတော့တယောက်အမျိုးသမီးနဲ့ပဲပေါင်းဒဇိမ့်သူနဲ့ပဲပေါင်းရက်ွက်ထဲမှာပဲပေါင်းဘသူတည်းမှသူ့ပေါ်ကျွန်တော်ဘာမှမကောင်းမြင်စရာအကြောင်းမရှိရသူလည်းအုံမတ်ကျွန်တော်လည်းအုံမတ်ဟာအလာရှင်နှစ်သက်တဲ့စဉ်ကျွန်တော်တို့ရည်ရွယ်ချက်ကအလာရှင်နှစ်သက်ဖို့လေကျွန်တော်တို့ကတခြားရည်ရွယ်ချက်တွေပါတော့မှသာနှစ်ယောက်မတည့်တော့တာဥပမာပလီပါဘောဘကလူကိုကျွန်တော်လည်းဥက္ခရာဖြစ်နေတယ်သူလည်းဥက္ခရာဖြစ်တယ်တဲ့တော့မလားမတည့်တော့ကျွန်တော်လည်းအလာရှင်နှစ်သက်ဖို့သူလည်းအလာရှင်နှစ်သက်ဖို့ဆိုတဲ့မှာရက်ွက်ထဲမှာလည်းအဲ့လိုပဲအဲ့တော့အလာရှင်နှစ်သက်ဖို့တွားနေတဲ့သူချင်းမှာဘာမှပြဿနာဖြစ်စရာအကြောင်းကိုမရှိတာပြဿနာဖြစ်လာပြီဆိုဖြေရှာလိုက်ရုံပဲဟုတ်တယ်ကျွန်တော်သားခင်ဗျားရဲ့သားကိုရိုက်မိတာကျွန်တော်သားမှားတာဒီကောင်ကကျွန်တော်ဆုံးမတာညံ့တာကျွန်တော်တာဝန်ယူတယ်ကျွန်တော်အမားကိုကျွန်တော်သိပြီနောက်သူ့ကိုကျွန်တော်ဆုံးမမယ်ခွင့်လို့ပါပြောကြည့်တယ်ပြဿနာဆက်ဖြစ်အောင်လားမဖြစ်တော့မင်းသားမှချိုးပြေတာငါသားရိုက်ချင်မှာပေါ့လို့ဘာလို့ညာအဲ့ပြဿနာစမင်းသားကဘယ်လောက်ချိုးပြေလို့လဲဆိုတငယ်ချင်းနဲ့ပဲပေါင်းမိတ်ဆွေနဲ့ပဲပေါင်းပြဿနာဆိုရင်ကျွန်တော်တို့ရည်ရွယ်ချက်ကအလာချင်းနှစ်သက်ပြီးသားဖြစ်တဲ့ပုံမှာနှစ်သက်ဖို့ဖြစ်တဲ့ပုံမှာတယောက်ပြဿနာဖြစ်ကြမလို့အဖြေရှာရမဇန်မှာလည်းအဲ့ဒီကိစ္စပဲကျွန်တော်တို့လုပ်နေရပါကျွန်တော်စိတ်ကိုကျွန်တော်ရဲ့ကိစ္စကိုကျွန်တော်နောက်ဆုတ်လိုက်တယ်သူတို့ဦးစားပေးအဲ့တိုင်းဘဝတစ်ခုလုံးရှောက်လန်းကြည့်လိုက်တိဆောက်ကြည့်လိုက်ရမဇန်ရဲ့ဟာကိုယူသွားလိုက်ပါမိတ်ဆွေတို့ဘယ်နေရာမှာပဲရောက်ခေါင်းဆောင်နေရာမှာရှိလိမ့်မိတ်ဆွေတို့ရဲ့သားသမီးတွေကိုပြောပြပါဘယ်နေရာမှာပဲရောက်အလာရှင်နှစ်သက်တဲ့သူဖြစ်လိမ့်မယ်လူတွေကအားကိုးတဲ့သူဖြစ်လိမ့်မယ်အဲ့ဒါကပဲဘဝရဲ့အမှန်ပဲကျွန်တော်လူလည်းဖြစ်သေးတယ်ကျွန်တော်ရဲ့နာမည်ကိုတပြီးမှကျေးဇူးတင်မဲ့သူမရှိဘူးဆိုရင်ဘာမှမကြတဲ့သူတွေတပည့်ဆလလာလဝဆလမရှိတော့အခုကျွန်တော်တို့နာမည်ကန်ပြီးပါပြောတယ်ဆလလာလဝဆလစွာပါတွေမရှိတော့ဘူးကျွန်တော်တို့နာမည်ကန်ပြီးပါပြောတယ်ရာဒီအလ္လာဟ်အန်ကျွန်တော်တို့ရဲ့ဆရာတကေကြီးတွေမရှိတော့ကျွန်တော်နာမည်ကန်ပြီးပါပြောတယ်ရာဟ်မတ်တူလာဟ်အလိုင်တူပါပြီတူပါပြီဒါကမှန်ဘဝကိုကဘာကိုအလင်းပေးသွားတဲ့ပုံကိုယ်တွေကျွန်တော်တို့ဘဝကိုအလင်းပေးသွားတဲ့ပုံကိုယ်တွေဘဝနေထိုင်နေတယ်ကျွန်တော်တို့မရှိကြည့်လိုက်ကျွန်တော်တို့မြည်ကကျွန်တော်နာမည်မမှတ်မိဘူးဆိုကျွန်တော်အတိတ်ပဲမရှိတဲ့ဘဝကိုဆုံးခဲ့တာကျွန်တော်မှန်ကန်တဲ့ဘဝကိုဆုံးကြည့်လိုက်တွေ့ရင်ပြောလိမ့်မယ်ကျွန်တော်ဘသူရဲ့သားပါကျွန်တော်ဘသူရဲ့မြည်ပါဂုံယူပြီးပြောလိမ့်မယ်ဘာပြောဘယ်ချိန်မှပြောမှာလဲကျွန်တော်ကြောင့်မို့လို့ပတ်ဝန်းကျင်ကြီးရဲ့အကျိုးခံစားရတဲ့ကောင်ဥပမာကျွန်တော်ကြောင့်မို့လို့သင်္ကန်းကျွန်းရဲ့ဒီရက်ွက်ကြီးအကျိုးခံစားရမယ်ဆိုရင်ရက်ွက်ထဲမှာကျွန်တော်မိသားစုကဘယ်လိုသွားနေမှာသူတို့ဘယ်လိုသွားနေမှာသူတို့ confidence ရှိရှိနဲ့သွားနေတယ်ရက်ွက်ထဲမှာကျွန်တော်ဘာမှအသုံးဝင်တဲ့ကောင်နော်ကျွန်တော်လူတွေကကျွန်တော်ကလမ်းဘေးကပုံစံမျိုးနဲ့ကျွန်တော်နေနေတယ်ကျွန်တော်ကြောင့်လူတွေဒုက္ခရောက်နေသူတို့ဘယ်လိုသွားလိမ့်မယ်အောင်းငိုင်းငိုင်းဆက်သွားပြီးဘေးကပ်ပြီးသွားလိမ့်မယ်သွားတိတ်ခါမရှိတော့ဒါကြောင့်ကျွန်တော်တိတ်ခါကိုတိဆောက်တာကျွန်တော်အတွက်မဟုတ်ဘူးကျွန်တော်net အတွက်သူတို့ရဲ့ဒီပေါ်မှာရှောက်လန်းမှုမြဲဖို့အတွက်ကျွန်တော်တယောက်တိုင်းပတ်ဝန်းကျင်ကကာဖရီနဲ့ပတ်သက်ပြီးအဲ့လိုဆက်ဆံမယ်ဆိုရင်သူတို့မွတ်စလင်ဆိုတာနာမည်ကြားနေတိတ်ခါပေးပြီးသားဖြစ်သွားတယ်သူတို့အိတ်တောင်တွေကပတ်စံပဲကျွန်တော်တို့ကြည့်ပြီးရှင်းတန်ခဲ့တဲ့ဟိုအတိတ်ကာလကိုကြည့်လိုက်မွတ်စလင်တွေအရန်ချမ်းသာတယ်နော်ကျွန်တော်နိုင်ငံမှာတိတ်ခါရှိတာမရှိဘူးအဲ့ချိန်တော့နောက်ပိုင်းငွေချေးရတော့ပြည့်စုံတယ်ဒါပေမဲ့လူတွေရဲ့အကျိုးအတွက်ရှင်သန်တာမဟုတ်ဘဲနဲ့ကိုယ့်အကျိုးအတွက်ပဲဟိုရှင်သန်လာတဲ့ပုံမှာလူတွေကသူတို့အတွက်အကျိုးမရှိတော့အစ္စလာမ်ကိုကတမန်ဆလ္လာလဟ်နဲ့ဆာဟာတွေကကိုယ့်အတွက်မရှင်သန်ခဲ့ဘူးသူများအတွက်ရှင်သန်ခဲ့တယ်ကိုယ်လည်းအောင်မြင်သွားတယ်ကျွန်တော်တို့လည်းအဲ့လိုအောင်မြင်ကြည့်လိုက်ဘယ်ခေတ်ကာလကိုပဲကျွန်တော်တာတာရီခေတ်ကိုကြည့်လိုက်မွတ်စလင်တွေကိုယ့်အတွက်ကိုရှင်သန်တာတာရီတွေကိုအလ္လာဟ်ရှင်အင်အားပေးလိုက်တယ်မွတ်စလင်တွေကိုဖျက်ဆီးခိုင်းလိုက်တယ်ကျွန်တော်တို့ကိုယ့်အတွက်ကိုရှင်သန်နေတယ်သူများအတွက်မရှင်သန်ဘူးဆိုရင်သူများအဲ့ဒီလက်နဲ့ပဲကျွန်တော်တို့အဲ့ဒီလက်နဲ့ပဲကျွန်တော်တို့ပျက်စီးစေမှာဒါရှင်းရှင်းလေးပဲကျွန်တော်ကြောင့်သင်္ကန်းကျွန်းရက်ကွက်မှာတိတ်ခါရှိလာတယ်သင်္ကန်းကျွန်းရက်ကွက်မှာအချိုးရှိလာတယ်စိုးကျိုးမရှိဆိုရင်ဒီရက်ကွက်ကနေကျွန်တော်ကောင်းချင်းပဲတစ်သက်လုံးစားတော့တစ်သက်လုံးဒါကျွန်တော်ရဲ့အပင်ပဲကျွန်တော်စိုက်တဲ့ပင်ပဲကျွန်တော်မိသားစုကျွန်တော်စိုက်တဲ့ပင်တစ်သက်လုံးစားပါဒီမှာကျွန်တော်ကောင်းကျိုးတစ်ခုလောက်ထားတယ်ကျွန်တော်တိတ်ခါတစ်သက်လုံးရှိနေတယ်ကျွန်တော်ကြောင့်လူတွေအာရမ်တစ်ခုရနေတယ်လမ်းခီးလမ်းနေပြုပြင်လို့မြောင်းနေပြုပြင်လို့ပဲဖြစ်ဖြစ်ဗလီပြုပြင်လို့ပဲဖြစ်ဖြစ်ဆရာဝါရရွရရေးကိစ္စမှာဥဆောင်ပြီးလုပ်လို့ပဲဖြစ်ဖြစ်ဘယ်နေရာမှာအနည်းနဲ့ခံပြီးပဲလို့ကျွန်တော်တိတ်ခါရှိနေသေးကျွန်တော်ရဲ့စီးပွားရေးတွေမှာလည်းအဆင်ပြေလာလိမ့်မယ်သူနဲ့ကျွန်တော်နဲ့အလုပ်တွဲလုပ်ချင်လာသူ့ရဲ့စိတ်ဓာတ်ကိုသိနေပြီသူ့ကြောင့်မလို့ဒီလူတွေဒုက္ခငါ့ကိုဒုက္ခပေးမှမဟုတ်ဘူးဆိုတာသိလာတော့စီးပွားရေးလည်းတွဲလုပ်လာလိမ့်မယ်လူမှုရေးမှာလည်းဦးဆောင်ပြလာလိမ့်မယ်အများကြီးလမ်းနေပွင့်သွားတယ်ဒါကြောင့်အလ္လာဟ်ရှင်ပြောတယ်ဝလဒီနာဂျာဟာဒူဖီနာလနဟဒီယန်နာဆိုဘူးလားငါအလ္လာဟ်အတွက်ကြိုးပမ်းလိုက်ကြိုးပမ်းနေတာဒီလိုဂျာဟာဒူဆိုတာအဲ့လိုအရေးဖြော်ပလိုက်ဒီထဲမှာနှစ်ပလိုက်ကိုယ့်ကိုအသုံးဝင်အောင်လုပ်ပလိုက်လနဟဒီယန်နာဆိုဘူးလားငါအလ္လာဟ်ရှင်လမ်းအတွက်ဖွင့်ပေးမယ်ကျွန်တော်တို့ဘောမှာပိတ်နေတဲ့လမ်းတွေကအလ္လာဟ်အတွက်ကျွန်တော်တို့မကြိုးပမ်းသေးလို့ပါအင်ရှာလာရမ်ဇန်ကိုအကြောင်းခံပြီးမှအင်ရှာလာတခြားလတွေမှာလည်းကြိုးပမ်းကြမယ်ဟုတ်အင်ရှာလာအလ္လာဟ်ရှင်ကျွန်တော်တို့အားလုံးကိုမိမိကိုမိမိအလ္လာဟ်ရှင်နှစ်သက်တဲ့ပုံစံတိုင်း
ဒီဆောင်နိုင်သောအားလုံးကိုချီးမြှင့်တော်မူပါသည်ဝါခီရူဒါဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်بسم الله الرحمن الرحيم الحمد لله رب العالمين عدد خلقه ورضا نفسه وزنة عرشه ومداد كلماتك اللهم لا أحصي ثناء عليك كما أثنيت على نفسك اللهم صل وسلم وبارك وعلى آله وأصحابه أجمعين ربنا ظلمنا أنفسنا وإن لم تغفر لنا وترحمنا لنكونن من الخاسرين اللهم ارحمنا بترك المعاصي أبدا ما أبقيتنا وارزقنا حسن النظر فيما يرضيك عنا يا بديع السماوات والأرض يا ذا الجلال والإكرام والعزة التي لا ترام نسألك يا الله ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار اللهم إنا نسألك إيمانا دائما ونسألك يقينا صادقا ونسألك قلبا خاشعا ونسألك دينا قيما ونسألك العافية من كل بلية ونسألك تمام العافية ونسألك دوام العافية ونسألك الشكر على العافية ونسألك الغنى عن الناس ونسألك الغنى عن الناس يا الله يا رحمن يا رحيم يا الله جناب نور أبيكنا ما هو شيء كل شيء بدنا ربوبا يا الله جناب نور رمضان کو شمع نے تے پونزا دائیں کو سو نائیں زان کو شین چیمے نموبا یا اللہ شمع تربیت لو دے دائیں کیوں لے نائیں زان کو شین چیمے نموبا یا اللہ شمع کو رمضان کو چون سویں یار ٹھو بے چیزو تے بارے الحمدللہ حمدا کثیرا طیبا مبارکا فی یا اللہ لو تے پیا رمضان نے کو تتن شیدی چون سویں جے با دے یا اللہ رمضان کو رمضان نے دعا کو سو بھی اشنتان کو اشن نے تے پوزا نے پیان لا نائیں زان کو شین چیمے نموبا یا اللہ پنیا شین نے روزے نے خوا چی تے لنائیں زان کو شین چیمے نموبا نبی صلی اللہ علیہ وسلم نے صحابہ یہ سنت اور دائیں بوا کو کون سو نائیں زان کو شین چیمے نموبا یا اللہ متے کی زندگی میں اشن نے تے پوزا نے کو قرآن نے نبی ما کو میتازو کو لے نہیں تھائیں زان چوبا نائیں زان کو شین چیمے نموبا یا اللہ तेज होगा नी माँ कलीमाय नसीब को शिंची में नमुबा अशिन्नत ते पौजाने अशिन थंप्यां लाना इज़ां को ची में नमुबा कब्र आज़ब का ने लुन्ने चंदा को पितना रमुबा पहलों ते सोंदा भी पिटे जनोरे बीगिं जी ने पहलों ते सोंदा तो आलों कब्र आज़ब का ने शिन लुन्ने चंदा को पितना रमुबा या अल्लाह से भी में मुसीबत है जन्नत को तो नमुबा या अल्लाह हशर या पूरी मूरी का ने शिन थें नमुबा अरस्ट हो ये आओ माँနေထိုင်နိုင်တဲ့နဖူးစာကောင်းတဲ့သူတွေထဲမှာပါဝင်စေတော်မူပါ။ယာလာအမလ်နမကိုညာဘက်လက်ကနေရယူတဲ့သူတွေထဲမှာရှင်ပါဝင်စေတော်မူပါ။ယာလာဓမ္မရိဆလ္လာလဟ်ဝါဆလမ်တိုက်မဲ့ကောင်းစရိကံကရေကိုတောက်သုံးခွင့်ကိုရှင်ချီးမြှင့်တော်မူပါ။ယာလာစခန်းတိုင်းမှာရှင်လွယ်ကူစေတော်မူပါ။ဂျန်နတ်ရဲ့တကားဘောက်ကနေရိုဇာရဲ့တကားဘောက်ကနေပျော်ရွှင်စွာကြိုးစိုးနေတဲ့ရိုဇာတဲ့တွေဖြစ်နေကျွန်တော်မျိုးတို့ကိုလက်ခံတော်မူပါ။ယာလာအဲ့လိုမျိုးအရေးချင်းရှိတဲ့ရိုဇာတဲ့တွေဖြစ်နေတိဆောက်နိုင်စွာကိုရှင်ချီးမြှင့်တော်မူပါ။ယာလာဂျန်နတ်မှာYa Allah ဓမ္မဆလ္လာလဟ်အလိုင်းဝါဆလမ်နဲ့အနည်းဆုံးမှာရှင်ထားတော်မူပါ Ya Allah ရှင်နဲ့တဲ့ဘဝရလိုပါတယ် Ya Allah ရှင်နဲ့တဲ့လို့ပုံဆုံးစေလိုပါတယ် Ya Allah သင်္ကန်းကျွန်းအတွက်အသုံးဝင်တဲ့သူတွေဖြစ်နေလက်ခံတော်မူပါမြန်မာနိုင်ငံအတွက်အသုံးဝင်တဲ့သူတွေဖြစ်နေရှင်လက်ခံတော်မူပါကမ္ဘာကိုဥဆောင်တဲ့သူတွေဖြစ်နေရှင်လက်ခံတော်မူပါ Ya Allah ဒီရရာကချိုးပန်းခဲ့တဲ့မိတ်ဆွေတို့ရဲ့ချိုးပန်းမှုတစ်ခုတိုင်းကိုရှင်လက်ခံတော်မူပါဒီစီစဉ်တွေဖြစ်မြောက်ဖို့ချိုးပန်းထားတဲ့ဂောဘကရဲ့ချိုးပန်းမှုတွေကိုလည်းရှင်လက်ခံတော်မူပါတောက်ကထားမှာဟဲလိမ်မဲ့ကိစ္စဘာပြေပွဲကိစ္စတွေရမဇန်လမှာသူတို့တွေဒါအပင်ပန်းကြပါတယ်ယာလာယာလာစားတဲ့တဘူသူတို့ကိုအကျိုးဆော့တွေရှင်ချီးမြှင့်တော်မူပါရမဇန်ကိုအရှင်ခုံပေးထားတဲ့ကဲ့သို့ထိုပုဂ္ဂိုလ်တွေကိုလည်းအရှင်ခုံပေးတော်မူပါရမဇန်ကိုအရှင်ချစ်တယ်လို့ထိုပုဂ္ဂိုလ်တွေကိုလည်းအရှင်ချစ်တော်မူပါရမဇန်မှာအရှင်ကောင်းခြင်းတွေကျွန်တော်မြန်ကုရ်အာန်ပါဝင်ကောင်းခြင်းအများစုကိုအရှင်ချပေးထားတဲ့ကဲ့သို့ထိုပုဂ္ဂိုလ်တွေပေါ်မှာလည်းအရှင်ကောင်းခြင်းများချပေးသနာတော်မူပါနောက်လည်းပဲရရွာကိစ္စတွေပလီကိစ္စတွေဒီနေရေးတွေမှာဆက်ဆန်းတမန်အရှင်ကျွန်တော်မျိုးတို့ကိုအလုပ်ယူတော်မူပါယာလာအရှင်ထံမှာ
Ya Allah တောင်းခံခဲ့တဲ့ဒူအာအားလုံးကိုရှင်လက်ခံတော်မူပါနောက်များတောင်းမဲ့ဒူအာတွေလက်ခံတော်မူပါ Ya Allah ကျွန်တော်မျိုးတို့ရည်ရွယ်ချက်တွေဘဝမှာအများစွာရှိပါတယ်ဒူအာတောင်းခံတဲ့သူတယောက်တိုင်းရဲ့အထဲမှာလဲရမဇန်ပြီးရင်ဘာလုပ်မယ်အလ္လာဟ်ရှင်နှစ်သက်ဖို့ဘာလုပ်မယ်စီးပွားရေးမှာဘာလုပ်မယ်လူမှုရေးမှာဘာလုပ်မယ်စသည်ဖြင့်ဘဝရဲ့ရည်မှန်းချက်တွေရည်ရွယ်ချက်တွေအများကြီးရှိပါတယ်Ya Allah အရှင်အသိဆုံးပါ Ya Allah ဒီຢာတွေကိုရှင်လက်ခံတော်မူပါ Ya Allah ဒီຢာတွေကိုရှင်အထူးပဲလက်ခံတော်မူပါသူရဲ့ဖြစ်ခြင်းတဲ့ဆန္ဒတွေကိုရှင်လက်ခံတော်မူပါ Ya Allah ရမဇန်ကကြီးမြတ်ပါတယ်ရှင်လည်းနှစ်သက်ပါရမဇန်ကိုထောက်ထားပြီးလက်ခံတော်မူပါ Ya Allah ကျွန်တော်တို့အားလုံးမနိုင်ဝင်နေထမ်းနေကြရတာပါ Ya Allah ကျွန်တော်မျိုးတို့ကြုံဆုံရတဲ့ပတ်ဝန်းကျင်ကြီးမှာမွတ်စလင်ဖြစ်ရုံနဲ့Ya Allahတိတ်ခါကြတဲ့ပတ်ဝန်းကျင်ကဲ့သို့ကြီးဖြစ်လာပါတယ်Ya Allah အလ္လာဟ်ရှင်ကိုယုံကြည်ရတာအဖြစ်တစ်ခုလိုမျိုးပတ်ဝန်းကျင်ကထင်မြင်နေကြပါတယ်Ya Allah ဒီလိုအခြေအနေမှာအရှင်အစ္စတ်ပေးမှာပဲအစ္စလာမ်ကအစ္စတ်ရှိမှာပါ Ya Allah အရှင်အစ္စတ်ပေးတော်မူပါကျွန်တော်မျိုးတို့ဘယ်ယုံသွားဘယ်ဌာနသွားတိတ်ခါရှိနဲ့ကျွန်တော်မျိုးတို့ဆက်ဆံတာခံလို့ပါတယ်Ya Allah အရှင်အစ္စလာမ်ကိုအစ္စတ်ပေးတော်မူပါမွတ်စလင်တွေကိုအစ္စတ်ပေးတော်မူပါ Ya Allah အရှင်ထံမှာ Ya Allah ဒီအရှင်ကရိုဇာထားဆိုကျွန်တော်မျိုးတို့ထားလိုက်ပါတယ်Ya Allah အရှင်ကမနဲ့ထားဆိုကျွန်တော်မျိုးတို့ထားလိုက်ပါတယ်Ya Allah အရှင်ကဒီအချိန်ဝါပိတ်ဆိုကျွန်တော်မျိုးတို့ပိတ်ခဲ့ပါတယ်Ya Allah အရှင်ကဂုဏရှောင်းဆိုကျွန်တော်တို့ရှောင်းလိုက်ပါတယ်Ya Allah အရှင်ကဝါဖြေဆိုလို့ပြောတဲ့အခါကျွန်တော်တို့ဝါဖြေလိုက်ပါတယ်Ya Allah အရှင်ကတရာဝီရကတ်20ဖတ်ဆိုကျွန်တော်မျိုးတို့ဖတ်ပါတယ်Ya Allah ဒီကောင်းမှုတွေအရှင်တော်ပဲလုပ်ခဲ့ပါတယ်အရှင်လက်ခံတော်မူပါဒီကောင်းမှုတွေရဲ့အစားမှာYa Allah တိတ်ခါရှိတဲ့နေထိုင်တဲ့လူအဖွဲ့အစည်းတွေမွတ်စလင်တွေကိုရှင်ပြုပေးသနာတော်မူပါ اللهم إنا نسألك من خير ما سألك منه نبيك محمد صلى الله عليه وسلم ونعوذ بك من شر ما استعاذ منه نبيك محمد صلى الله عليه وسلم وأنت المستعان وعليك البلاغ ولا حول ولا قوة إلا بالله ربنا تقبل منا إنك أنت السميع العليم وتب علينا إنك أنت التواب الرحيم بفضل سبحان ربك رب العزة عما يصفون وسلام على المرسلين والحمد لله رب العالمين آمين يا رب العالمين